ယောဂီတွေဗျာဘာလုပ်လာကြတော့တရားနာဖို့မရပါဗျာနော်တရားနာမလို့တရားနာတာနဲ့တရားနာထောင်တာကွဲပလားတရားနာတာကဘယ်လိုဟာတရားနာတာတို့တရားအထုတ်တာတရားနာတာပါဗျာတရားအထုတ်တာတရားနာတယ်တရားအထုတ်တာမဟုတ်ဘဲနဲ့ပြောဟောပြတာစုဆုံးမနေတာကိုဒါတော့နားထောင်တာတဲ့မှန်ပါဗျာနော်မှန်ပါဗျာအဲ့တော့တရားနာတာနဲ့တရားနားထောင်တာကွဲပါစေယခုလာကြတာကတရားနားထောင်လာကြတာမှန်ပါဗျာခါတိုင်းညမှာလူကြီးလိုက်တယ်အစိတ်လောက်30လောက်ပဲရှိတယ်မှန်ပါဗျာနော်ခုညဆိုတော့တော်တော်များနေမှန်ပါဗျာအဲ့တော့ဇပ်ပွဲတပင်နဲ့အငိမ်ပွဲတပင်နဲ့ဘယ်ဟာများတော့ဇပ်ပွဲတပင်များတော့ဇပ်ပွဲတပင်ကများတယ်နော်အငိမ်ပွဲတပင်နဲ့တရားပွဲတပင်ဘယ်ဟာများတော့အငိမ်ပွဲများပါအငိမ်ပွဲကများတယ်နော်အဲ့တော့လောကအနေအချင်းခြေတော်ကဘုန်းကြီးတစ်ပါးတရားဟောတယ်နော်ဘာတရားဟောတော့နဲ့စတီတဲ့ကဒကမတွေမြောက်ပြီးတော့ဟောတယ်တဲ့နော်ဒကမတွေမြောက်ပြီးတော့ဘယ်လိုဟောတော့နဲ့အဲ့တော့ဖရာပွဲကြောင်းပွဲလဲဒကမတွေကြီးပဲယခုတရားပွဲမှာဒါကပဲ2ယောက်ပါတော့တဲ့ကံလဲပါတယ်ဗျာနဲတယ်မှန်ပါဗျာဘယ်သွားကုန်လို့အဲ့တော့4-5ယောက်ပဲရှိတယ်4-50ယောက်ပဲရှိတယ်ဓမ္မတွေက4-50လောက်ရှိတယ်မှန်ပါဗျာနော်အဲ့ဒီလိုပဲရှေးတုန်းကဘုန်းကြီးကပါကနေပြီးတော့တရားဟောတယ်တဲ့အငိမ်ပွဲသဘင်မှစ၍အဲ့လိုပွဲလန်းသဘင်ဆိုရင်တော့ဒါကာတွေလဲပေါ်တာပဲတဲ့ဒီလိုမဟုတ်လို့တရားပွဲလို့ဆိုရင်တော့ဒကမတွေကများတယ်ဆုံးလောင်းပွဲဖရာပွဲကြောင်းပွဲစသည်ဖြင့်ဘယ်ပွဲမျိုးမဆိုအဲ့တော့ဒကမတွေကြီးပဲများတယ်တဲ့ဒကမတွေကြီးများတော့ဒီလိုပဲအာယုံအားဖြင့်ဆုံးလောင်းပွဲဖရာပွဲတရားပွဲစသည်ဖြင့်ဒီလိုဟာတွေအာယုံလိုက်တာကဘသူကများတော့နဲ့ဒကမတွေကများတယ်ဒကမတွေကများတော့တည်တဲ့ခါကျတော့ဘယ်ရောက်တော့နဲ့တည်တဲ့ခါကျတော့ဒကမတွေကနတ်ပြည်ရောက်ကြတယ်တဲ့ဒကမတွေဒကာတွေကတော့နတ်သားဖြစ်တာတယောက်တလီလောက်ပဲဖြစ်တယ်အဲဒီတော့နတ်ပြည်မှာစံစားကြသူဆိုတော့စံစားနေတဲ့အချိန်နတ်သားတယောက်မှာနတ်သမီး1000တစ်ဖက်900နဲ့စံစားတယ်တဲ့အဲ့ဒါဘာကြောင့်လို့နဲ့ဖရာပွဲကြောင်းပွဲအလှပွဲစသည်ဖြင့်ဆွန်လောင်းပွဲစသည်ဖြင့်ဒကမတွေများသည့်အတွက်ကြောင့်ဒကမတွေဒီနတ်ပြည်ရောက်တာများတယ်ဒကာတွေတော့ဘယ်သွားတယ်လို့မသိတော့ဘူးလို့ဟောဘုန်းကြီးကဟောလိုက်တယ်အဲ့ဒါနဲ့ဒကမတယောက်ကတရားနားထောင်ပြီးတော့ပြန်သွားတယ်တဲ့ပြန်သွားတဲ့ချိန်အဲ့ဒီမှာဒကာကဖီးပြီးမေးတယ်မင်းတို့ဘုန်းကြီးကဘာတရားဟောလိုက်တော့ဟေးကောင်းမသိပါဘူးတို့ဟောတာကတော့ဟောလိုက်တာကတော့ဖရာပွဲကြောင်းပွဲဥပုသ်ဆောင်ပွဲခွန်လောင်ပွဲစသည်ဖြင့်ဒီလိုဟာတွေကြည့်လိုက်ရင်တော့ဒါရကမတွေကများနေတယ်အဲ့ဒီအတွက်ကြောင့်ပေတဲ့ချိန်ခါကြတော့နတ်ပြည်ရောက်တဲ့အခါနတ်သမီးတွေကများနေတယ်ဒါရကာတွေကနဲပြီးဒီကလာတယောက်တလေပဲဖြစ်တော့ကြောင့်နတ်သမီးတွေကများနေတော့ကြောင့်နတ်ပြည်မှာနတ်သားတယောက်ဆိုရင်နတ်သမီးတစ်ဖက်900နဲ့နတ်သမီး1000နဲ့စံစားတယ်လို့ဒီလိုပဲ
ဟောလိုက်တယ်တဲ့အဲဒီတော့သူ့ယောက်ျားတွေဘယ်သွားကုန်ဘယ်သွားတယ်လို့မသိဘူးလို့အမိန့်ရှိတယ်တဲ့ဒီလိုဆိုမကျေနပ်ဘူးဘုန်းကြီးသွားဆောင်မယ်ဘုန်းကြီးဖေကပြီးတော်တို့ယောက်ျားတွေဘယ်သွားတယ်လို့မသိဘူးလို့ရှင်ဖျားဟောလိုက်တယ်အဲဒီတော့ပြီးတော်တို့ယောက်ျားတွေဘယ်များရောက်ကုန်ကြတော့ဖျားဟာကဒကမတွေမြောက်ပြီးတော့ဟောတာဒကာတွေကဒီလိုပဲအလှပွဲတောင်းပွဲစသည်ဖြင့်ဆွန်လောင်ပွဲဖျားပွဲအဲ့ဒီလိုပွဲတွေဟာသူတို့ကအလိုက်အပြုနဲသည့်အတွက်ကြောင့်ပြီးတဲ့အခါနတ်ပြည်ရောက်တော့နတ်သမီးတွေကများတယ်နတ်သားတွေကတယောက်တလေပဲရှိတယ်လို့ငါပြောလိုက်တယ်ဒါပြီးတော့လေအားကြမခံမင်းကပြန်ပြောပေါ့ဘယ်လိုပြောမှာတော့ဖေဟာကင်းငါဝါလူသဲဆုမကပွင့်တော်မူသောဖရာတွေဒီတို့ယောက်ျားတွေလို့ပြောလိုက်ပါတော့လားတဲ့ကောင်းပါပြီဗျာတဲ့စိတ်ဆိုးမှန်သူနဲ့တခါတည်းပြန်သွားတယ်ဟိုရောက်တဲ့ခါကျတော့ဟေးမိမပါတော့ဒီလိုလိုပဲဘုန်းကြီးကပြောလိုက်တယ်မင်းတို့မိမတွေကဖရာပွဲကြောင်းပွဲများသည့်အတွက်ကြောင့်ဒါနပြုလို့ရာသီလဆောက်တည်ရာအဲ့လိုများသောကြောင့်နတ်ပြည်ရောက်ကြတယ်တဲ့တို့ယောက်ျားတွေကခင်းငါဝါလို့တဲစုမကပွင့်တော်မူသောဖရာတွေဖြစ်ကုန်တယ်လို့ပြောရမှာဒီလိုမပြောဘဲနဲ့ခင်းငါဝါလို့သဲရီကြီးဖြစ်ကုန်တယ်ဟေးပြောလိုက်တယ်တဲ့နော်အဲ့လိုပဲသဲရီကြီးဖြစ်ကုန်တယ်လို့ညာအလွဲအချော်မဝင်စားကြနဲ့နော်အဲ့တော့ယခုချိန်ခါမှာတရားနားထောင်မလို့လာကြတယ်နော်တရားနားထောင်မလို့လာတဲ့အချိန်ခါမှာတရားနှလုံးသွင်းပြီးတော့တရားလေးအာယုံပြုပြီးတော့နားထောင်မှာအဲ့တော့တရားအာယုံပြုပြီးတော့နားထောင်တော့တရားလဲနာတယ်တရားလဲနားထောင်တယ်တဲ့ဟုတ်ဘူးလားအဲ့ဒီလိုမှတရားနာရရောက်တယ်တရားနားထောင်တာရောက်တယ်တဲ့နော်ဒါနံတက္ကသသောဘာနာဒါနံဗထေယမௌဒ္ဓမံဒါနံဥစုကတမေကံဒါနံမောက္ခပရံဝရံဒါနသည်ဘာနဲ့လားတရံသူတို့ဒါနသည်သွားလေရခရီးမတိုးဟင်းမတိုးရမင်းငယ်တို့နောက်ကပါနိုင်တယ်ဒါနသည်နတ်ပြည်သွားရစောင်းနှံတွေကကြီးနဲ့တူတယ်တဲ့ဒါနသည်နိဗ္ဗာန်သွားရအထောက်အပံ့လည်းဖြစ်တယ်တဲ့နော်အဲ့ဒီလိုအထောက်အပံ့ဖြစ်တဲ့နိဗ္ဗာန်ကိုရောက်အောင်တရားလည်းနားထောင်ပါတရားလည်းနာပါလို့အခုလိုပဲတိုက်တွန်းလိုက်ရပါတယ်နော်အဲ့လိုပဲနိဗ္ဗာန်ကိုမျက်မှောက်ပြုပြီးတော့အာယုံပြုပြီးတော့အခုချိန်ကမှတရားနားထောင်ရမယ်အဲ့တော့ခန္ဓာ၅ပါးကိုတွေ့ပလားလေးငညရှိသွားပြီအာထုတ်တာခန္ဓာ၅ပါးတွေ့ကြရလားတွေ့ပါတယ်ဗျာတွေ့ပါတယ်ယုံနာ၅ပါးကိုတွေ့ရလားတွေ့ပါတယ်ပြောပြစမ်းမယုံနာ၅ပါးကဘယ်လိုတော့ဘယ်ဟာတော့သိတာကနာမသိတာကယုတ်အဲ့လိုတော့ဆိုထားတာပဲကိုယ်တွေ့အဖြစ်အထုတ်တဲ့ချိန်ဘယ်လိုတွေ့တော့ဘယ်လိုယုံနာနှစ်ပါးကွဲတော့လောက်သားမှာခံစားမှုဝေဒနာကြီးရောက်ပါဗျာခံစားမှုဝေဒနာပေါ်သိနေတဲ့ဟောနာလေးတွေနာပါဗျာသိတဲ့သဘောတွေနာပါဗျာယုတ်ဒီနာဒီဝါဒီဟူသောယုတ်တရားထွက်လေဝင်လေလေးသည်ယုတ်တရားယုတ်တန်တိုက်ခိတော့ဘသူကသိတော့
နန်းဆိုတဲ့စိတ်ကလေးကတည်တယ်ဟောယုံနာနှစ်ပါးနော်အဲ့ဒါကွဲပါစေဒီမှာတပန်းခန္ဓာ၅ပါးဆိုတော့ယူဘက်ခန္ဓာဝေဒနာခန္ဓာပညာခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာလို့ဆိုထားတယ်ဘုရားဟောတာမဟုတ်ဘူးလားတဲ့ဟုတ်တယ်တဲ့နော်ဘုရားဟောတာမမှန်ဘူးလားတဲ့မမှန်ဘူးတဲ့နော်အာထုတ်တဲ့လူအဖို့မှန်တယ်ဟုတ်တယ်အာမထုတ်တဲ့လူရဲ့အဖို့ကတော့ဘုရားဟောတာမှန်တယ်မဟုတ်ဘူးနော်ဘာကြောင့်တော့အာမထုတ်တာပဲသူမဟုတ်ဘူးတဲ့အဲ့တော့ဟုတ်လဲဟုတ်ရမယ်မှန်လဲမှန်ရမယ်တဲ့ဘုရားဟောတာဘာကြောင့်တော့အာထုတ်တဲ့ပုဂ္ဂိုလ်ကဟုတ်လဲဟုတ်တယ်မှန်လဲမှန်တယ်ဘုရားဟောတဲ့အတိုင်းအလုပ်လုပ်တယ်တဲ့နော်အဲ့ဒါကြောင့်မို့ယူပက္ခဏာဆိုတာဟာဘယ်ဟာခေါ်တော့နဲ့ဖောက်ပြန်ပျက်စီးနေတဲ့ဖောက်ပြန်ပျက်စီးနေတဲ့သဘောတရားနဲ့တကွပထဝီမာမှုနုညံ့မှုသဘောတည်းယုတ်တရားတေဇောပူမှုအေးမှုသည်တေဇောဓာယုတ်တရားဝါယောလှုပ်ရှားမှုထောက်ကံမှုယုတ်တရားအာဘောယိုစီမှုဖွဲ့စည်းမှုအာဘောဓာအဲ့ဒါယုတ်တရားတွေအဲ့ဒါယုတ်တရားတွေကိုသိပါစေယူဘက်ခန္ဓာဝေဒနာခန္ဓာကခံစားမှုနော်ခံစားမှုဝေဒနာခန္ဓာဘာတွေခံစားတော့ကောင်းတာလည်းခံစားလိုက်တာပဲမကောင်းတာလည်းခံစားလိုက်တာပဲအဲ့တော့ဘာဖြစ်ဖြစ်ကောင်းတာခံစားလဲဒုက္ခမကောင်းတာခံစားလဲဒုက္ခအဲ့ဒါကိုမြင်အောင်ကြည့်ရမယ်ခံစားတာဟာဝေဒနာခန္ဓာမကောင်းတာခံစားရလဲဝေဒနာခန္ဓာကောင်းတာခံစားရလဲဝေဒနာခန္ဓာအဲ့ဒီခန္ဓာ၅ပါးဤအနေအချင်းယူဘက်ခန္ဓာသိပြောပြီဝေဒနာခန္ဓာသိသွားပြီသင်္ညေခန္ဓာပညာအဖြစ်မှတ်သားမှုသင်္ညေခန္ဓာဘာတွေမှတ်သားတွေတော့ပူမှုအေးမှုနာမှုကျင်မှုကြိုက်မှုခဲမှုတောက်မှုကျင်မှုလှုပ်မှုလှုပ်ရှားမှုထောက်ကံမှုယိုစီးမှုဖွဲ့စည်းမှုအဲ့ဒီဓာတ်တွေကိုလိုက်ပြီးတော့တင်ညာအားဖြင့်မှတ်နေတယ်အဲ့တော့မှတ်တာကတင်ညက်ခန္ဓာအဲ့တော့သင်္ခါရလေးတွေပြုတ်ပြင်ပြောင်းလဲပျက်စီးနေတယ်ပြုတ်ပြင်လည်းပေးတယ်ပြောင်းလဲလည်းနေတယ်ပျက်စီးလည်းနေတယ်အဲ့တော့ပြုတ်ပြင်ပြောင်းလဲပျက်စီးမှုသည်သင်္ခါရခန္ဓာဒါတွေတွေးတယ်မဟုတ်လားရှုလို့ရှိရင်တွေးရမှာပဲမရှုရင်တော့မတွေးပါဘူးဟုတ်လားအိတ်နေတဲ့လူဟာနှုတ်မေးမသိဘူးနော်အဲဒီတော့တရားအားထုတ်တဲ့လူဆိုရင်အိပ်ပျော်နေကိုနှုတ်ပြီးတော့မေးလိုက်ရင်ပြောနိုင်တယ်တဲ့ဒီတရားဟာမမေ့ဘူးဟုတ်လားသင်ညက်ခန္ဓာသင်္ခါရခန္ဓာဆိုတာသင်္ခါရလေးတွေပြုပြင်ပြောင်းလဲပျက်စီးမှုသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာဆိုတာကသိမှုတရားဘာတွေသိနေတော့နဲ့အကုန်လုံးပဲလိုက်သိနေတယ်မကောင်းတာလည်းသိတယ်ကောင်းတာလည်းသိတယ်သိရတဲ့နဲ့မကောင်းတာသိရတဲ့နဲ့နောက်မဆုတ်ဘူးဖြည့်တိုးကြတယ်တဲ့နော်တရားရှိရင်တော့မကောင်းတာသိလာရင်နောက်ဆုတ်တယ်ကောင်းတာသိရင်ပိုးလုပ်တယ်တဲ့နော်အဲ့ဒါခန္ဓာ၅ပါးပါပဲတဲ့အဲ့တော့ခန္ဓာ၅ပါးဆိုတော့ယူပက်ခန္ဓာဝေဒနာခန္ဓာသင်္ညေခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာဆိုတဲ့အတိုင်းခုပြောခဲ့တဲ့ဟာခန္ဓာ၅ပါးပါပဲဓာတ်18ပါးတဲ့နော်ဓာတ်18ပါးဆိုတာဘယ်ဟာခေါ်တော့နဲ့
စက္ခုသောတာကာဏဇီဝကာယမနဆိုတဲ့အာယုံက6ပါးစက္ခုဝိညာဏစက္ခုဒယူပဒစက္ခုဝိညာဏဓာဟောအဲ့ဒါဓာတ်3ပါးသောတာဓာတ်သောတာဝိညာဏဓာတ်သောတာဓာတ်သောတာဝိညာဏဓာတ်အဲ့ဓာတ်က3ပါးဟောဓာတ်6ပါးအဲ့တော့ခန္ဓာဓာတ်ခန္ဓာဝိညာဏဓာတ်အဲ့တော့ခန္ဓာဝိညာဏဓာတ်က3ပါးယထာဓာတ်ယထာဝိညာဏဓာတ်ယထာယုံဟောဒါက6ပါးကာယဓာတ်ဖုဒ္ဓပဓာတ်ကာယဝိညာဏဓာတ်ဒါက6ပါး3ပါးအဲ့တော့3ပါး3ပါး5လီဘယ်လောက်ရှိလို့15တိတဲ့ဝိညာဏဓာတ်ဝိညာဉ်ဓာတ်တိမှုတရားဒါက3ပါးအဲ့တော့3ပါး3ပါး6လီဓာတ်18ပါးဆိုတာဟာဒီခန္ဓာထဲကဖြစ်ပေါ်သမျှဒီတိုင်းမှာပဲတဲ့အဲ့တော့အာရဏ12ပါးတဲ့အာရဏ12ပါးကစက္ခုဝိညာဉ်သောတာဝိညာဉ်ကာဏဝိညာဉ်စိမ္မာဝိညာဉ်ကာယဝိညာဉ်မနဝိညာဉ်တဲ့အဲဝိညာဉ်က6ပါးယူပါယုံတတ္တယုံကဏ္ဍယုံယတယုံဖုဒ္ဓပါယုံဓမ္မယုံဆိုတဲ့အာယုံက6ပါးအဲနှစ်ခုပေါင်းလိုက်တော့ဘာကောမလို့အာရဏ12ပါးအာရဏ12ပါးဘယ်လိုဟာလိုက်ပြီးတော့သိရမှာတော့နဲ့သိရမှာကစက္ခုနဲ့ယူပါယုံတိုက်တဲ့အချိန်လိုက်သိရမယ်နော်အိမ်အောင်နဲ့ပတ်သက်ပြီးတော့အိမ်အောင်ကြကြပါလားအိမ်အောင်ကြကြပါလားကြားတဲ့လူလည်းရှိတယ်မကြားတဲ့လူလည်းရှိတယ်ဩကြားတဲ့လူပါပဲနော်မကြားတဲ့လူမရှိပါဘူးဘာကြောင့်တော့ကလေးလေးထိအိမ်အောင်ကြတယ်နော်မွေးကစားလေးထိအိမ်အောင်ကြတယ်ရှင်ဖျားဘာကြောင့်အိမ်အောင်ကြတာတော့လို့မေးကြရရှိတယ်မွေးပြီးချင်းမကြခင်မဲနှိုးဆုခြင်းနဲ့စိတ်ပေါက်လာတယ်တဲ့နော်အဲ့တော့စက္ခုရူပိနသံဝါတာရာဂဗုဒ္ဓဝိသရတိစက္ခုနှင့်ယူပါယုံမူရာဆုံးချစ်ကြုံမိလေသောကြောင့်ရာဂဗုဒ္ဓံရာဂရိဟုသောသာလာရွှေသေးလူကလေးကိုဝိသရတိဖွားမြင်ရလေတည်းဒါတို့ခေါ်လိုက်သာဓုသာဓုသာဓုပါဗျာစက္ခုနဲ့ယူပါယုံတိုက်တဲ့ခါကျတော့စက္ခုကလာသလားယူပါယုံကစက္ခုကသွားသလားယူပါယုံကလာသလားယူပါယုံကလာပါဗျာယူပါယုံကလာတယ်ဟမ်တော့မိတ်တဲ့ယူပါယုံဟင်လာတယ်တဲ့ဟုတ်လားကောင်းပြီတက္ကမယူပါယုံကကိုကြီးသွမ်းကိုကြီးသွမ်းစီလာတယ်လားတက္ကမယူပါယုံကကိုကြီးသွမ်းစီလာတယ်လားအစင်းနဲ့တိုက်ဆိုင်တဲ့အခါကျရင်ဖြစ်ပေါ်အဲ့ဒီလိုလုပ်ပါခွန်းတော့လာတယ်လို့ပြောနေဟင်အစင်းနဲ့တိုက်ဆိုင်ကိုကြီးသွမ်းကလည်းမသွားဘူးယူပါယုံကလည်းမလာဘူးဟုတ်လားအဲ့တော့မိကျစ်နဲ့မိကျစ်ဆန်နဲ့ကာဘဘူးဟာတူတူပဲထားတယ်နော်အတွင်းမှာထည့်ပြီးတော့ထားတယ်နီးကပ်နေတယ်မိထတောက်ပါလားမတောက်ဘူးဘာကြောင့်မတောက်တာတော့တိလို့မချစ်လို့နော်ချစ်ရင်တော့မိထတောက်ပါပဲဟုတ်လားချစ်ကိုချစ်ကလားကိုကြီးစွမ်း
လုံစမ်းမှာရနေပြန်ချစ်ကလားဟောငြိမ်းနေပြန်မချစ်ဘူးဆိုရင်လည်းခက်တယ်ဗျချစ်တယ်ဆိုရင်လည်းခက်တယ်ဗျနော်မချစ်ဘူးဆိုပြန်တော့လေခမရဘာကြောင့်ဒီအိမ်အောင်ပြုတ်ပြီးတော့အတူနေတုံးလို့မေးမှာပဲအိမ်အောင်နဲ့ခွာပြီးတော့သင်္ကန်းရင်လည်းဝတ်ပြီးတော့နေပါလားရတဲ့ရင်လည်းပြုတ်လုပ်ပြီးနေပါလားလို့ပြောမှာပဲနော်မချစ်ရင်လည်းချစ်ရင်လည်းမိသားတောင်းမှာပဲအကုသကနေဖြစ်ကုန်မှာပဲနော်အဲတော့ယခုချိန်ခါမှာတရားနဲ့နည်းနည်းဆင်ញင်တော့ချစ်လဲချစ်တယ်သိလည်းမချစ်ဘူးနော်အဲနှစ်ဖက်နှစ်လမ်းပဲဟုတ်လားအဲတော့မိကြီးဆန်နဲ့ကာဘာဘူးနှစ်ခုပူးနေတော့လဲမချစ်ရင်တော့မီးမတောက်ပါဘူးတဲ့နော်မတိုက်ဆိုင်ရင်တော့မီးမတောက်ပါဘူးတဲ့အဲတော့ယူပါယုံကလာတာလည်းမဟုတ်ဘူးစက္ခုကသွားတာလည်းမဟုတ်ဘူးနော်အဲတော့နှစ်ခုအားဖြင့်တိုက်ဆိုင်လိုက်မှတာလင်ဟောရာဂတိဟုသောသားလှရွှေတွေးလူကလေးဖွားမြင်လာတယ်တဲ့နော်အဲ့လိုဖွားမြင်လာတဲ့အခါအကြောင်းသိရမယ်တဲ့စက္ခုနဲ့ယူပါယုံလောဘကပြိတ္တာဘုံနော်ဒေါသကဘယ်ကိုကျိုးပေးမလို့အရဲကိုကျိုးပေးမယ်နော်အရင်မလုပ်တဲ့သဘောမျိုးနေလိုက်ပြန်ပြီမောဟဖုံးသွားပြန်ပြီမသိတဲ့သဘောမျိုးရောက်သွားပြန်ပြီနော်ဘယ်ကိုကျိုးပေးမလို့တရိษံဘုံအတူတကယ်ပြေးတဲ့ဟောဘယ်လိုနည်းမှမလွတ်နိုင်ဘူးလောဘဒေါသနဲ့ဖြစ်နေတာပဲလွတ်အောင်လုပ်နိုင်ကြပါမလားကြိုးကြိုးစားစားကြီးဆက်ပြီးတော့အားထုတ်လို့ရှိရင်တော့လွတ်နိုင်ပါတယ်ဒီလိုမှအားမထုတ်နိုင်ရင်တော့လောဘဒေါသမောဟနဲ့နှပန်းလုံးနေကြရတယ်တဲ့နော်အဲဒီတော့လောဘဖြစ်တော့ပြိတ္တာဘုံဒေါသဖြစ်တော့ရဲမောဟဘုံတော့တရိษံဘုံအတူတကယ်ပြေးတဲ့ဒီအပေလေးဘုံကလွဲပြီးတော့ဘဲမှမသွားနိုင်ဘူးတဲ့အပေလေးဘုံကြီးပဲအကျိုးပေးတာပဲတဲ့လောဘဒေါသမောဟဖြစ်ပေါ်လာတယ်တဲ့မဖြစ်ပေါ်အောင်ပြုလုပ်ရမယ်တဲ့အဲတော့စက္ခုသောတာနာကနေပြီးတော့အတန်လေးကြားလိုက်ပြီတဲ့ချစ်တဲ့လူရဲ့အတန်လေးကြားလိုက်ရတော့အတန်လေးနဲ့ကောင်းလိုက်တာနဲ့ตาရတယ်လောဘဖြစ်တယ်မချစ်တဲ့လူရဲ့ရံဖြစ်ထားတဲ့လူတဲ့အတန်ကိုကြားရပြန်တော့ဒေါသဖြစ်တယ်တဲ့အတန်မေတော်လဲအရင်မလုပ်တဲ့သဘောမျိုးနေလိုက်ပြန်ပြီမသိတဲ့သဘောမျိုးရောက်သွားပြန်ပြီမောဟဖုံးသွားပြန်ပြီဩလောဘဒေါသမောဟကဘယ်မှမကင်းနိုင်ဘူးလောဘဖြစ်တော့ပြိတ္တာဘုံဒေါသဖြစ်တော့ရဲမောဟဖုံးတော့ဒိဋ္ဌံဘုံတရိษံအတူတကယ်ပြေးတဲ့နော်ဒီအပေလေးဘုံပဲသွားတာပဲလွတ်အောင်လုပ်ရမယ်လွတ်တဲ့နည်းလည်းရှိတယ်အဲ့ဒါကဘာလို့စကုသောတနာဂာနနှာခေါင်းကနေပြီးတော့အနံလေးနဲ့တိုက်ဆိုင်လိုက်ပြီးမွေးတဲ့အနံနဲ့တိုက်ဆိုင်တော့မွေးလိုက်တာနဲ့ตาရတယ်အဲ့ဒီလိုပဲပုတ်တဲ့အနံနဲ့
တိုက်ဆိုင်မြန်တော့ဒေါသဖြစ်တယ်တဲ့ဒေါသဖြစ်လာတော့ဘယ်ကိုကြိုးပေးမလို့ရဲမွေးတယ်လို့ตาရနေတော့လောဘဖြစ်တယ်လောဘဖြစ်တော့ဘယ်ကိုကြိုးပေးမလို့ပြိတ္တာအနံ့ကိုအေးမလုပ်တဲ့သဘောမျိုးနေလိုက်ပြန်ပြီမသိတဲ့သဘောမျိုးရောက်သွားပြန်ပြီမောဟဖုံးသွားပြန်ပြီမောဟဖုံးတော့ဘယ်ကိုကြိုးပေးမလို့တိရစ္ဆာန်ဘုံအတူတကယ်ပြေးတဲ့ဟောအပေလေးဘုံပဲကြိုးပေးတယ်ဒီမှာတပန်းစကုတောတကာနဇီဝလျာတဲ့လျာနဲ့ရတာယုံကောင်းတာလေးစားလိုက်ရတော့ကောင်းလိုက်တာနဲ့ตาရတယ်ตาရတော့လောဘဖြစ်တယ်အဲ့တော့မကောင်းတာစားရပြန်တော့ကိုကအလုတ်ကိစ္စနဲ့ယောက်ျားဖြစ်သူကအလုတ်ကိစ္စနဲ့ပြန်လာခဲ့တယ်မောတယ်ပန်းလာတဲ့ချိန်အိမ်ကအိမ်ရှင်မကချက်ထားတာကငပိကောင်ချင်မောင်ကျက်စသည်ဖြင့်ဒီလိုအားတွေချက်ထားတယ်စားလို့အရသာမရှိဘူးကောင်းတဲ့အရသာရှိတဲ့ကျက်သားဝတ်သားငါစသည်ဖြင့်ဒီလိုအားတွေချက်ပြုတ်ပြီးတော့ကျွေးမွေးတဲ့အချိန်ကောင်းလိုက်တာနဲ့ရတာယုံအားဖြင့်တွေးထီတဲ့အချိန်ตาရလို့ရှိရင်ဘာဖြစ်မလဲလောဘဖြစ်မယ်လောဘဖြစ်ရင်ဘယ်ကိုကြိုးပေးမလဲဒိဋ္ဌာဘုံကြိုးပေးမယ်ဒီမှာတော့ရှင်မောင်ကျက်ငပိကျက်စသည်ဖြင့်ဒီလိုဟာစားရပြန်တော့အရသာကမရှိဘူးဟိုကအလုတ်လုတ်ပြီးတော့ပြန်လာတာမောတာကပန်းတာကတစ်မျိုးအရသာကမရှိတာကတစ်မျိုးအဲ့တော့ဒေါသဖြစ်တယ်တဲ့နော်ဘု து ကိုဒေါသဖြစ်တော့အိရှင်မကိုဒေါသဖြစ်တယ်ဒေါသဖြစ်တော့ဘယ်ကိုကြိုးပေးမလို့ငရဲကိုကြိုးပေးမယ်နော်အဲ့တော့ပဲငရဲကိုကြိုးပေးတယ်စားလိုက်တယ်ဗိုက်ပြီးသွားပြီးတာပဲဆိုတဲ့သဘောမျိုးနဲ့စားလိုက်ပြီးတော့အေးမလုပ်တဲ့သဘောမျိုးရောက်သွားပြန်ပြီမသိတဲ့သဘောမျိုးရောက်သွားပြန်ပြီမောဟဖုံးသွားပြန်ပြီမောဟဖုံးတော့ဘယ်ကိုကြိုးပေးမလို့တိရစ္ဆာန်ဘုံအတူတကယ်ပြေးတဲ့ဟောဘယ်လေးဘုံမဲအကျိုးပေးတယ်ကာယကိုကနေပြီးဒီကာလဖုဒ္ဓဘာယုံအားဖြင့်ကောင်းတာလေးတွေးထီလိုက်ရတော့နုညံ့တာလေးတွေးထီလိုက်ရတော့ဖုဒ္ဓဘာယုံအားဖြင့်ကောင်းလိုက်တာနဲ့ตาရတယ်ตาရရင်လောဘဖြစ်ရင်ဘယ်ကိုကြိုးပေးမလဲဒိဋ္ဌာဘုံကြိုးပေးမယ်မကောင်းတဲ့အဝတ်ကြမ်းကြီးချီရတယ်နော်ဟိုကြောတော့ရေရအိရှင်မနဲ့ထီရတဲ့အခါကျတော့ဘယ်လိုနေလို့ခုတော့မထီရပါဘူးမထီရတာကြာပါပြီနော်အဲ့တော့ထီရတော့ตาရတယ်ကောင်းတယ်လို့ထင်တယ်နော်ဘယ်ခါမှမကောင်းဘူးဟုတ်လားအဲ့တော့ထီလိုက်ရတယ်ဖုဒ္ဓဘာယုံအားဖြင့်ကောင်းလိုက်တာနဲ့ตาရတယ်နုညံ့တာလေးနဲ့ထီရင်ကောင်းလိုက်တာနဲ့ตาရတယ်ตาရရင်လောဘတဏှာတဲ့နော်အဲ့တော့အကျမ်းကြီးနဲ့အဝတ်ကျမ်းကြီးနဲ့ထီရတယ်နော်အဲ့တော့ကိုယ့်ရဲ့ချစ်တဲ့တာမယားနဲ့ထီရတာနဲ့အမေအိုကြီးရဲ့အသားအရည်နဲ့သွားထီရတာနဲ့ဘယ်လိုနေမလို့ချစ်တဲ့တာမယားနဲ့ထီတာချစ်တဲ့တာမယားနဲ့ထီတော့ตาရတယ်နော်အဲ့တော့အမေအိုကြီးနဲ့သွားထီတော့ဒေါသဖြစ်တယ်နော်ထီတယ်အေးမလုပ်တဲ့သဘောမျိုးနေလိုက်ပြန်ပြီမသိတဲ့သဘောမျိုးရောက်သွားပြန်ပြီမောဟဖုံးသွားပြန်ပြီနော်မောဟဖုံးတော့ဘယ်ကိုကြိုးပေးမလို့ဒိဋ္ဌာမုံတူတကယ်ပြေးတဲ့ဘယ်လေးပုံမဲ့အကျိုးပေးတယ်နော်စိတ်ကကြံစီတာတော့ကောင်းတာကြံစီတယ်ကြံစီတဲ့အတိုင်းဖြစ်လာတော့လောဘသာရတယ်နော်လောဘဖြစ်တော့ဘယ်ကိုကြိုးပေးမလို့ဒိဋ္ဌာဘုံ
ကြံစီတဲ့အတိုင်းကမဖြစ်တော့ဘူး150ရမှာ150မရတော့ဘူး100တောင်ကောင်းကောင်းမရတော့ဘူးစိတ်ထဲမှာညစ်သွားတယ်တဲ့နော်ဒေါသဖြစ်သွားတယ်ဒေါသဖြစ်တော့ဘယ်ကိုကြိုးပေးမလို့ငရဲကိုကြိုးပေးမယ်ဒီမှာတပန်းအရင်မလုပ်တဲ့သဘောမျိုးနေလိုက်ပြန်ပြီမသိတဲ့သဘောမျိုးရောက်သွားပြန်ပြီမောဟဖုံးသွားပြန်ပြီမောဟဖုံးတော့ဘယ်ကိုကြိုးပေးမလို့ရိษံဘုံသူရကပြေဘယ်လေးဘုံမဲ့အကျိုးပေးတယ်လှည့်ပြီးတော့နော်အဲ့တော့ဘယ်လေးဘုံမှလွတ်အောင်ဘယ်လိုလုပ်ရမလို့စက္ခုကဘာခေါ်မလို့စက္ခုကမျက်စိရုပ်တရားနော်ရူပယုံကဘာခေါ်မလို့အစင်းရုပ်တရားနော်ရုပ်တန်းတိုက်ကြည့်တဲ့သဘောမျိုးဟုတ်လားရုပ်တန်းတိုက်ကြည့်တဲ့အချိန်ခါကျတော့သိတယ်တဲ့သိတာကဘာလို့ဝိညာဉ်ခေါ်နံတရားလေးတဲ့ဟုတ်ဘူးလားဒါယုံနံတစ်ပါးမြင်လာပြီမြင်လာတဲ့ခါကျတော့ယုံနံတစ်ပါးဒီမြဲမလားမြဲပါဗျာယုံနံတစ်ပါးဒီဆင်းရဲသလားချမ်းသာသလားဆင်းရဲပါဗျာယုံနံတစ်ပါးဒီအစိုးရသလားအစိုးရပါဗျာအနိစ္စဒုက္ခအနတ္တဆိုတဲ့လက္ခဏာကြီး 3 ပါးတပါးပါပဲဆင်ញင်လိုက်တော့ဟောလောဘဒေါသမောဟဆိုတာငြိမ့်သွားတယ်တဲ့နော်ဟုတ်ပါဗျာအဲ့ဒီလိုပဲငြိမ့်အောင်ရှုရမယ်အနိစ္စဒုက္ခအနတ္တဆိုတဲ့လက္ခဏာကြီး 3 ပါးမြင်အောင်ရှုရမယ်နော်ဟုတ်ပါဗျာစကုသောတာကဘာခေါ်မလဲနားခေါ်စီကမူရုပ်တရားပဲနော်သောတာအတန်ကရောရုပ်တရားရုပ်တန်းတိုက်ထိတော့ဘယ်သူကသိတော့ဝိညာဉ်ခေါ်နံတရားကသိတယ်နော်အဲ့တော့ယုံနံတစ်ပါးတွေ့တဲ့အချိန်ခါကျတော့ယုံနံတစ်ပါးဒီမြဲမလားမြဲပါဗျာယုံနံတစ်ပါးဒီဆင်းရဲသလားချမ်းသာသလားဆင်းရဲပါဗျာယုံနံတစ်ပါးဒီအစိုးရသလားဆင်းရဲပါဗျာအစိုးမရတော့အနတ္တဒီလက္ခဏာကြီး 3 ပါးကိုဆင်ញင်လိုက်လို့ရှိရင်လောဘလည်းမဖြစ်တော့ဘူးဒေါသလည်းမဖြစ်တော့ဘူးမောဟလည်းမပုံတော့ဘူးလောဘဒေါသမောဟကင်းကြီးရာဖြစ်တဲ့နိဗ္ဗာန်မျက်မှောက်ပြုရာရောက်တယ်တဲ့နော်မှန်ပါဗျာအဲ့လိုပဲအာယုံပြုပေးပါမှန်ပါဗျာသကုသောတာဂာနနှာခေါင်းဆိုတာကဘာခေါ်မလဲရုပ်တရားခန္ဓာယုံအနံကလည်းရုပ်တရားရုပ်တန်းတိုက်ထိတော့ဘယ်သူကသိတော့နံဆိုတဲ့စိတ်ကလေးကသိတယ်ဟောယုံနံတစ်ပါးရတော့မြဲမလားမြဲပါဗျာယုံနံတစ်ပါးရသည့်နေ့ကစ၍ဆင်ញင်လိုက်တော့စဉ်းစားကြည့်လိုက်တော့ဆင်းရဲတာချမ်းသာသလားဆင်းရဲပါဗျာဆင်းရဲတယ်ဒုက္ခယုံနံတစ်ပါးရသည့်နေ့ကစ၍အစိုးရရဲ့လားအစိုးမရတော့အနတ္တဟောဒီလက္ခဏာကြီး 3 ပါးဆင်ញင်လိုက်လို့ရှိရင်နိဗ္ဗာန်မျက်ပေါက်ပြုရာရောက်ပါတယ်တဲ့နော်အဲဒီတော့လောဘဒေါသနောက်မလိုက်ကြပါနဲ့နော်စကုသောတာဂာနဇီဝဆိုတာလျာတဲ့နော်ရတာယုံဆိုတာလေရတာဓာတ်နော်အဲ့တော့ရတာဓာတ်နဲ့တရားဓာတ်နဲ့တိုက်လိုက်တဲ့အခါကျတော့ရုပ်တန်းတိုက်ကြည့်တော့ဘယ်သူကသိတော့နံဆိုတဲ့စိတ်ကလေးကသိတယ်ဟောယုံနံတစ်ပါးနော်ယုံနံတစ်ပါးဘယ်နေနဲ့ရှိလို့ပြန်စစ်လိုက်တော့ယုံနံတစ်ပါးမြဲမလားမြဲပါဗျာမမြဲတော့အနိစ္စအနေနဲ့ရှိတယ်ယုံနံတစ်ပါးရသည့်နေ့ကစ၍ဆင်းရဲသလားချမ်းသာသလားဆင်းရဲပါဗျာဆင်းရဲတော့ဒုက္ခအနေနဲ့ရှိတယ်ဒုက္ခလို့အာယုံအားဖြင့်ညွတ်နေလို့ရှိရင်လောဘဒေါသမောဟကိနိုင်တယ်ယုံနံတစ်ပါးရသည့်နေ့ကစ၍အစိုးရရဲ့လားအစိုးမရတော့အနတ္တအနေနဲ့ရှိတယ်အနိစ္စဒုက္ခအနတ္တဆိုတဲ့လက္ခဏာကြီး 3 ပါးအမျက်ဆင်ញင်အောက်မေ့သွားလို့ရှိရင်အပေလေးပါလွတ်နိုင်ပါတယ်အပေလေးပါလွတ်ပြီးဒီကလာနိဗ္ဗာန်ကိုမျက်မှောက်ပြုရာရောက်ပါတယ်
အဲ့လိုပဲအာယုံပြုတ်ပြီးတော့တရားကိုရှုမှတ်ပြီးဒီကလာအဲ့လိုအာယုံပြုတ်ပြီးတော့သွားရင်လာရင်တတိကပ်ပြီးတော့အာယုံပြုတ်ရှုကြပါလို့တိုက်တွန်းနှိုးဆော်ပါတယ်နော်သကုသောတဂာနဇီဝကာယကိုဆိုတာဘာလို့ယုတ်တရားဖုဒ္ဓဘာယုံအပြင်တိုက်ထိတာဘာနဲ့တိုက်ထိတော့ယုတ်တန်တိုက်ထိတယ်နော်ယုတ်တန်တိုက်ထိတော့ဘယ်သူကတိတော့နန်ကတိတယ်ဟောယုံခန္ဓပါယုံနာနှစ်ပါးရသည်နေ့ကစ၍ဆင်ញင်ကြည့်မယ်ဆိုရင်မြဲမလားမမြဲတော့အနိစ္စဖြစ်တယ်အနိစ္စလို့ဆင်ញင်နေတဲ့အချိန်လူချင်းတဲ့လောဘရှိသေးလား ရှိတော့ပါဗျာ ဒေါသဖြစ်သေးသလား မဖြစ်ပါဘူးဗျာ မောဟဖုံးသေးသလား ဖုံးပါဘူး ဩလောဘဒေါသမောဟငြိမ့်နေတယ်နော်အဲ့တော့အနိစ္စဒုက္ခလို့အာယုံပြုနေတဲ့အချိန်လူချင်းတဲ့လောဘရှိသေးလား ရှိပါဘူးဗျာ ဒေါသဖြစ်သေးသလား ဖြစ်ပါဘူး မောဟဖုံးသေးသလား ဖုံးပါ ဩလောဘဒေါသမောဟကင်းငြိမ့်နေတယ်နော်ကင်းငြိမ့်အောင်လည်းပြုလုပ်ကြပါအမြဲပြရှုပေးကြပါအနတ္တဤတဘာဝသဘောတရားတွေ့နေပြီအစိုးမရဘူးအနတ္တလို့မြင်နေတဲ့ချိန်ရှုမှတ်နေတဲ့ချိန်လူချင်းတဲ့လောဘရှိသေးလား ရှိပါဘူး ဒေါသဖြစ်သေးသလား ဖြစ်ပါဘူး မောဟဖုံးသေးသလား ဖုံးပါဘူး ဒေါဘဒေါသမောဟကင်းငြိမ့်ရအာယုံပြုပြီနော်ဒီလိုဆိုရင်အပေလေးပါလွတ်နိုင်ပါတယ်လွတ်အောင်လဲရှုမှတ်ကြပါအာထုတ်ကြပါလို့တိုက်တွန်းနှိုးဆော်ပါတယ်နော်ဒီမှာတပန်းစိတ်ကကြံတည်တာတော့အာယုံအဖြစ်စိတ်ကကြံစီတယ်ကြံစီတဲ့ခါကျတော့နောရဝရအာယုံအဖြစ်ဝုထုအဖြစ်တိုက်ထိတဲ့သဘောမျိုးအဲဒီတော့တိတဲ့သဘောလေးကနန္တရားဟောယုံနာနှစ်ပါးယုံနာနှစ်ပါးမြဲမလားတဲ့ မြဲပါဗျာ မမြဲဘူးနှိမ့်စလို့ဆင်ញင်လိုက်တဲ့ခါလိုချင်တဲ့လောဘရှိသေးလား ရှိပါဗျာ ဒေါသဖြစ်သေးသလား ဖြစ်ပါဘူး မောဟဖုံးသေးသလား ဖုံးပါဗျာ လောဘဒေါသမောဟကင်းကြီးကနိဗ္ဗာန်နော်အဲ့လိုပဲအာယုံပြုရမယ်ဟုတ်ဘူးလား ဟုတ်ပါဗျာ အဲဒီယုံနာနှစ်ပါးနဲ့တကွဒုက္ခကိုမြင်နေတယ်ဒုက္ခကိုရှုမှတ်နေတယ်ဒုက္ခတွေ့နေတယ်အဲ့တော့ဒုက္ခကိုဆင်ញင်နေတဲ့အချိန်လိုချင်တဲ့လောဘရှိသေးလား ရှိပါဗျာ ဒေါသဖြစ်သေးသလား ဖြစ်ပါဘူး မောဟဖုံးသေးသလား ဖုံးပါ လောဘဒေါသမောဟကင်းခြင်းရအာယုံပြုတယ်အနတ္တဤတဘာဝသဘောတရားလေးအာယုံပြုနေတဲ့အချိန်လိုချင်တဲ့လောဘရှိသေးလား ရှိပါဗျာ ဒေါသဖြစ်သေးသလားမောဟဖုံးသေးသလား ဖုံးပါ လောဘဒေါသမောဟကင်းခြင်းအာယုံပြုတယ်နော်လောဘဒေါသမောဟကင်းခြင်းရအာယုံပြုနိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်ကြပါစေကုန်တည်း သာဓုသာဓုသာဓုပါဗျာ ခုကရှေ့ပိုင်းကအဘိဓမ္မာဤတဘာဝသဘောတရားတွေကိုစောက်ပြောလာခဲ့တယ်နော်နောက်ပိုင်းသုတ်တံဆိုတဲ့တထေကြီးဝိသခအကြောင်းဒီတကွာဓမ္မဒိဏအကြောင်းကိုပြောဟောရမယ်တဲ့နော်အာယုံအားဖြင့်ဘယ်လိုရှုမှတ်သွားလို့ဘယ်လိုရောက်သွားတယ်ဆိုတာဟာထင်းထင်းရှားရှားသိအောင်မှတ်သားနာယူကြပါလို့တိုက်တွန်းနှိုးဆော်ပါတယ် ဟုတ်ပါဗျာ နော်ဓမ္မဒိဏဆိုတဲ့အမျိုးသမီးလေးဘဝပေါင်းများစွာကဒီလိုပဲဘုဒ္ဓမို့ဆိုတာမြတ်စွာဘုရားလက်ထက်ကဘာကိုလုပ်ခဲ့တော့နဲ့ဒါနတွေပြုခဲ့တယ်သီလတွေစောင့်တည်ခဲ့တယ်ဘာဝနာတွေပွားခဲ့တယ်အဲ့လိုပြုလုပ်ခဲ့တယ်တဲ့ဘုဒ္ဓမို့ဆိုတာမြတ်စွာဘုရားလက်ထက်တုန်းကသူဟာဝေဒနာကိုရှုမှတ်တဲ့သဘာဝယဟန်တပါးကိုဘုရုံမုတ်တို့ရမြတ်စွာဘုရားကဣရရယာတု
ပေးတယ်တဲ့ဒီရက်ရာတုပေးတော့ဓမ္မဒိဏာဆိုတဲ့အမျိုးသမီးလေးကအဲဒီတော့ကတော့ပုထုဇဉ်ဘဝမှာဒီလိုပဲဘုရားကနေပြီးတော့ယဟန်တပါဒီရက်ရာတုပေးနေတဲ့အချိန်ရောက်သွားပြီးတော့တရားကိုနားထောင်တယ်တရားလဲနာတယ်တဲ့နော်တရားနားထောင်တာကပြောဟောနေတာကိုနားထောင်တယ်တရားနာတာကခန္ဓာရင်စိုက်ရှုတာဝေဒနာတွေရှုနေတာတရားနာတယ်တဲ့နော်မှန်ပါဗျာအဲ့လိုပဲတရားလဲနားထောင်တယ်တရားလဲနာတယ်တဲ့တရားနားထောင်တာကနေပြီးတော့ဒီရရတုပေးတာကိုသူသဘောကျပြီးတကလား တပည့်တော်လဲဒီဣရရယာတုလိုချင်ပါတယ်ဖေဟာအေးလိုချင်ရင်သူပစ္စည်းလိုချင်လို့ရှိရင်ကိုပစ္စည်းပေးရတယ်ကိုပစ္စည်းမပေးဘဲနဲ့သူများပစ္စည်းလိုချင်လို့တော့မရဘူးရှင်ဖေဟာဘယ်လိုလုပ်ရမှာတော့အေးပစ္စည်းလိုချင်လို့ရှိရင်ဣရယာတုလိုချင်လို့ရှိရင်သင်တတ်နိုင်တယ်လို့ဒါနပြုပါလူပါကောင်းပါပြီဗျာဒီလိုဆိုရင်ဒီတော့အိမ်တို့ကြွရောက်ပြီးတော့ဖန်ဖုံးပေးတော်မူပါဗျာရှင်ဖေနောက်တော်ဘာကတန်ဃာတော်2000နဲ့တကွပြီးတော့သုံးကပ်ပါမိဗျာလို့လျှောက်ထားသွားတယ်လျှောက်ထားသွားတဲ့အတိုင်းသူမရှိတာရှိတာအပါထားအကုန်လုံးကြမ်းဖန်ပြီးတော့ရှိတာအကုန်ခံပြီးဒါတဲ့မျိုးဆွေတွေကိုခေါ်ပြုတ်ပြီးတကလားအကူညီပေးဖို့တောင်းပြီးတော့တခါတည်းလှူဒန်းနေတဲ့တန်ဃာတော်2000နဲ့တကွပရမုတ်ထူတာမြတ်စွာဘုရားလှူဒန်းနေတဲ့အဲ့လိုလှူဒန်းပြီးတကလားမကြခင်မဲ့သူတတ်နိုင်တယ်လို့သင်္ကန်းဒုစုံနဲ့တကွလှူဒန်းနေအဲ့ဒီမှာစူတောင်းပထနာပြုတယ်ဘယ်လိုစူတောင်းပထနာပြုတော့ဆိုတော့ဝေဒနာဣရရတုတပည့်တော်ပြည့်စုံမရစီဖျားလို့စောက်ထားလိုက်တယ်အေးအနှစ်1000ပြည့်လို့ရှိရင်ရာဇကြိုပြည်မှာဂေါရမဖျားပွင့်လိမ့်မယ်ဂေါရမဖျားပွင့်တဲ့အချိန်ခါမှာသင်ဟာဝေဒနာရှုပြီးတကလားကိစ္စပြီးတဲ့ယဟန္တာမဖြစ်လိမ့်မယ်လို့အဲ့ဒီမှာဣရရတုပေးလိုက်တယ်တဲ့ယနေ့ပဲရသလောက်ဝန္တာအာရဖြစ်ပြီးတကလားပိဋိတော်မနတိဖြစ်ပြီးတော့ဟောပျော်ရွှင်စွာဒီလိုပဲနေခဲ့တယ်တဲ့အဲ့တော့ဒါနတွေလည်းပြုတယ်သီလတွေလည်းဆောက်တည်တယ်သမထဝိပဿနာတရားတွေလည်းပွားများတယ်တဲ့အဲ့ဒီကနေပြီးတော့ဘဝပေါင်းများစွာသုံးဆန်းပြီးတော့လာခဲ့ရတာအောက်တမ်းမကြဘူးတဲ့လူအဖြစ်နတ်အဖြစ်ဖြစ်ပြီးတော့ပစ္စည်းဥစ္စာပေါ်ပေါ်များများနဲ့ဖြစ်ပေါ်ပြီးတော့လာခဲ့ရတယ်တဲ့ဖြစ်ပေါ်လာပြီးဒီကလာနောက်ကတ္တမဖယားပွင့်တဲ့အချိန်ဒီလိုပဲဒါနတွေပြုတယ်သီလတွေဆောက်တည်တယ်ဘာဝနာတွေပွားတယ်တဲ့အဲ့ဒီတပတ်ကြောင့်ငရဲတရိษံပြိတ္တာအတူတကယ်ဆိုတဲ့အပေလေးပုံတခါတစ်ခေါက်မှမရောက်ဘူးတဲ့ရာဂျိုပြည်မှာဂေါရမဖယားပွင့်တဲ့အချိန်မြေကြီးတယူဇနာ3ခါဟုတ်မြင့်တဲ့အချိန်ကြတော့ဖယားပွင့်တယ်ဖယားပွင့်တော့သူဟာတထေးသမီးလေးလာဖြစ်တယ်တထေးသမီးလေးဒီနာမီအဖြစ်ဓမ္မဒိဏတဲ့ဓမ္မကတရားဒိဏကဟောပြောခြင်းတဲ့
အဲ့ဒီလိုအမှုပြုသည့်အတွက်ကြောင့်ဓမ္မဒိဏလို့အမည်ရတယ်တဲ့တထေးသမီးလေးဓမ္မဒိဏအိမ်နောင်ရေးနဲ့ပတ်သက်ပြီးတော့ဆန္ဒမရှိဘူးတဲ့နော်ဆန္ဒမရှိဘူးဒါကြောင့်မို့အိမ်နောင်မပြုတ်ဖို့သူ့စိတ်ထဲမှာအာယုံပြုတ်တယ်တဲ့အာယုံပြုတ်ပြီးတော့လဲသူ့ကိုကြွေးကရှိတော့မရဘူးနော်ဟိုကြတော့ရထောင်ကြပါလားရပြီပါဗျာကြပြီဘယ်ထောင်ကြတော့အိမ်တောင်ကြီးထောင်အိမ်ထောင်ကြတယ်ဒီထောင်မဲလားဒီပြင်ထောင်မကြဘူးလားကြောက်ဘူးကြောက်ဘူးတယ်ဘယ်ထောင်ကြဘူးလို့အစိုးရထောင်လည်းကြောက်ဘူးတယ်ဒီပြင်ထောင်ရောအဲ့ဒီထောင်ကလွတ်ရရှိတယ်နော်အဲ့ဒီထောင်ကလွတ်ရရှိတယ်နှစ်အပြင်နှစ်နဲ့ကြလို့ရှိရင်လဲနှစ်ပြည့်ရင်လွတ်နိုင်တယ်နော်အိမ်ထောင်ကတော့လွတ်ဖို့ရတယ်မလွယ်ဘူးဟုတ်ပါဗျာဒီအိမ်ထောင်ကလွတ်သွားရင်ဟိုအိမ်ထောင်ရောက်သွားရင်ရောက်သွားတာပဲမှန်ပါနော်ဟုတ်ဘူးလားဟုတ်ပါအိမ်ထောင်ကလွတ်ဖို့ရတယ်မလွယ်ဘူးအစိုးရထောင်လဲကြဘူးပဲအိမ်ထောင်လဲကြဘူးတယ်ဒီမြေထောင်ရောကြောက်ဘူးပါဘယ်ထောင်ကြဘူးလို့ဘယ်ထောင်ကြဘူးလို့အိမ်တော်ပဲဇာတိထောင်နော်အမိဝမ်းတိုက်ကြိုက်မနေရဘူးလားနေရပါတယ်ဇာတိထောင်ကြခဲ့တယ်နော်အဲ့တော့ကိုယ့်ရဲ့သားသမီးနဲ့တပန်းရှင်းကြည့်လိုက်စမ်းဘသူကကြည့်လို့သူကကြည့်လို့ဒီကကြည့်ဟိုကျော်တောင်းကကြည့်တယ်နော်ဇရာထောင်အိုးလာပြီအိုးလာပြီနော်ဇရာထောင်ကြတယ်ဗျာတိထောင်ဖြန်းနာခြင်းပေးမတွေ့ဘူးလားတွေ့ပါတယ်တွေ့တယ်ဗျာတိထောင်ကြတယ်နော်တစ်ချိန်ကြတော့မရဏထောင်ကြလေဦးမယ်မှန်ပါဗျာနော်မှန်ပါဗျာဇာတိထောင်ဇရာထောင်ဗျာတိထောင်မရဏထောင်ဟောထောင်လေးထောင်ကြတယ်နော်အဲ့ဒီထောင်တွေကိုလွတ်အောင်ဘာလို့ရမလို့အားထုတ်ရပါအယူခံဝင်ရမယ်နော်ဘယ်အယူခံနေဝင်ရမလို့ဒါနာပြုရမယ်နော်ဒါအယူခံဝင်တာပဲသီလစောင့်တည်ရမယ်သမထပွားများရမယ်ဝိပဿနာဉာဏ်ရအောင်အားထုတ်ရမယ်ဟုတ်လားအဲ့ဒီအယူခံတွေဝင်လိုက်ရင်တော့မကြခင်ပဲလွတ်သွားပါလိမ့်မယ်နော်အပေလေးပါးမှလွတ်ရင်နိဗ္ဗာန်ရဖို့ရနီးလာပြီနော်အဲ့လိုပဲသူဟာထောင်နေကြမှာကြောက်လုံးတို့အိမ်ထောင်မပြူဘူးလို့သူ့စိတ်ထဲမှာမှန်းထားတယ်မှန်ပါဗျာဒါပေတော့လေဟိုကျွေးရှိသည့်အတွက်ကြောင့်အိမ်ထောင်မပြူပဲမနေနိုင်ဘူးတဲ့နော်ဘာကြောင့်မနေနိုင်တာတော့နဲ့ဟိုကျွေးရှိလို့တဲ့နော်ဟိုတကားကမတွေလည်းဟိုကျွေးရှိနေထမရဲ့ဒီကိုကျွေးကိုလော့အောင်ဆက်ကြနော်ဆက်တယ်ဆိုတာကလည်းအာထုံမှဆက်ရရောက်တယ်နော်အဲ့တော့ဟိုကျွေးရှိသည့်အတွက်ကြောင့်သူဟာအိမ်ထောင်ပြုတ်ရမယ်တဲ့ဘယ်သူနဲ့အိမ်ထောင်ပြုတ်မလဲတဲ့ဝိတာခတထေးကြီးနဲ့အိမ်ထောင်ပြုတ်ဖို့အကြောင်းကပါလာတယ်တဲ့ဝိတာခတထေးကြီးနဲ့အိမ်ထောင်ပြုတ်ဖို့အကြောင်းပါလာတာကဘယ်လိုတော့နဲ့အနာတပိန်တထေးဝိတာခတထေးရဲ့သဘောမှာဝိမတာရမင်းကြီးဝိမတာရမင်းကြီးနဲ့ဒလိမိတ်တတငယ်ချင်းမိတ်ဆွေဖြစ်ခဲ့တယ်တထေးကြီးနဲ့ဝိတာခတထေးကြီးနဲ့အဲ့လိုဖြစ်တဲ့အချိန်ခါမှာရာဇဂိုပြေမှာ9နှစ်ပြည့်တဲ့အချိန်မြတ်စွာဘုရားဒီဆုံးခံကြွလာတယ်ဆုံးခံကြွလာတော့ဝေယဝဆကုသိုလ်ဆိုတဲ့အတိုင်း
သူတို့ဒါနတွေလည်းပြုတယ် မှန်ပါဗျာ သီလတွေလည်းဆောက်တည်တယ် မှန်ပါဗျာ သမထတွေလည်းပွားများတယ်ဝိပဿနာဉာဏ်ရအောင်လဲပြုလုပ်တယ်တဲ့နော် မှန်ပါ ပိမတာရမင်းကြီးနဲ့ဝိတာခတထေကြီးအဲ့လိုပဲပြုလုပ်ပြီးတကလားဖရာကိုပဲလှူဒန်းပြီးတကလားမကြခင်မဲ့ဝေယဝိစ္စအမှုတွေကိစ္စတွေပြုလုပ်ပြီးတော့ကျောင်းတော်တို့လိုက်ပို့တယ်တဲ့နော် မှန်ပါဗျာ ကျောင်းတော်ရောက်တဲ့အခါကျတော့ဖရာတရားဟောတယ်တရားဟောတော့တရားနားထောင်ယုံပဲလားတဲ့နားထောင်ယုံမဟုတ်ဘူးတဲ့တရားလည်းနားတယ်တဲ့တရားလည်းနားထောင်တယ်တဲ့နော်ပြောဟောတာလည်းနားထောင်တယ်ခန္ဓာလည်းစိုက်ရှုတယ်နော်စိုက်ရှုပါများလာတော့တမာရိယလာပြီးတော့ဟောဝေဒနာတွေတက်လာပြီးရှုလိုက်တာဝေဒနာလည်းဆုံးသွားရောသောတာပန်အဖြစ်တို့ဆက်ရောက်သွားတယ်တရားကလည်းပြီးဆုံးသွားတယ်နော် မှန်ပါဗျာ ပိမတာရမင်းကြီးလဲသောတာပန်ဖြစ်သွားတယ်ဥဒိတာခတထေကြီးလဲသောတာပန်ဖြစ်သွားတယ်သောတာပန်ဖြစ်တဲ့အချိန်ပြန်လာခဲ့ကြတယ်ပြန်လာပြီးတကလားတင်ဒီကအိမ်နောင်ရေးနဲ့ပတ်သက်ပြီးတော့ပစ္စည်းဥစ္စာကလည်းတထေလည်းဖြစ်တယ်ထိမ့်သိမ့်မဲ့ပုဂ္ဂိုလ်လည်းမရှိဘူးဒါကြောင့်မို့အဲ့ဒီတထေသမီးလေးနဲ့ပင်အိမ်တော်ပြုပါလို့ပိမတာရာမင်းကြီးကပြောလိုက်တယ်တဲ့နော် မှန်ပါဗျာ အဲ့တော့ဝိတခတထေကြီးကအစီအစဉ်ရှိလာတော့ဘယ်သူနဲ့ပြုရမှာတော့နဲ့တထေသမီးလေးဓမ္မဒိဏာနဲ့အိမ်တော်ပြုရမယ်တဲ့အဲ့တော့အိမ်တော်ပြုဖို့တခါတည်းပိမတာပရမင်းကြီးကပြောလိုက်တဲ့အချိန်ခါကျတော့ကောင်းပါပြီဆိုပြီးတော့ဝန်ခံပြီးတကလားမကြခင်မဲတွားပြီးတော့မေးမြန်းကြတယ်ကြောင်းလှမ်းကြတယ်တဲ့နော်အဲ့တော့ရှေးတုန်းကတော့ဒီလိုပဲတရားအထုတ်ထားလို့တရားရနေရင်အိမ်ထောင်မပြုတ်ခြင်းမူအိမ်ထောင်မကြခြင်းမူဆိုရင်ဟောတခါတည်းထွက်ကြတယ်နော်ဘယ်လိုထွက်တော့တင်ငန်းဝတ်ဖို့ရတခါတည်းပရိက္ခယာရှိပါဝယ်ပြီးတော့ထွက်တယ်ဖះเจ้าတော်သွားပြီးတော့တင်ငန်းဝတ်တယ်နော်ခုခေတ်နေနဲ့တော့ထွက်ဖို့ရဆိုမထားနဲ့အိမ်ကဘယ်မှမထွက်နိုင်ဘူးရစ်စီနဲ့ပြန်လှည့်နေတာဟုတ်လားအဲ့တော့ကိုကျော်တောင်းအနေနဲ့တော့အိမ်ကြီးရောင်းရမလားဘယ်လိုလုပ်ရမလို့အိမ်ကြီးရောင်းလိုက်မှထမာရဲ့နဲ့ဟောစိတ်ထဲမှာရစ်စီနဲ့မထွက်နိုင်ဘူးဟုတ်လားဖြစ်နေတယ်ဟုတ်လားဒီဒုက္ခတွေလွတ်အောင်ကျူးဆာကြီးအားထုတ်ပါအားထုတ်လို့ရှိရင်ဒီအိမ်လည်းလွတ်သွားမှာပဲနော်အကုန်လုံးလွတ်သွားမှာပဲဟုတ်လားဒီနေ့မကဘူးအပေလေးပါရှိလွတ်သွားမယ်နော်ဒီမှာဝိသကတထေကြီးနဲ့ဓမ္မဒိဏာတထေသမီးတခါတည်းကြောင်းလှမ်းပြီးတော့အိမ်ထောင်ကြသွားတယ်တဲ့နော်အိမ်ထောင်ကြသွားတဲ့အချိန်ကစပြီးဒီကလာဓမ္မဒိဏာကအထူးသဖြင့်ချက်ပြုတ်ပြီးတော့ကျွေးမွေးတယ်အနာကနေပြီးတော့ရက်လေခတ်ပြီးတော့ဆောင်ရွက်ပေးတယ်တဲ့လူလေသိမရှိအောင်ပြုစုတယ်တဲ့နော်အဲဒီတော့တထေးကြီးကဝိသခတထေးကြီးကဘာလုပ်တော့နဲ့မနဲ့လင်းနဲ့တပြိုင်နဲ့ထဲစားပွဲရှိမှစားတော့ပြီးတကလားဓမ္မဒိဏာကအနာကနေပြီးတော့ဘာတွေပြောတယ်လို့တော့မသိဘူးလေတို့ဒီတို့တာတော့စောက်ပြောတာပဲအဲလိုပြောပြပြီးတော့ရက်လေခါပြီးသမင်းမင်းများကျွေးမွေးတယ်တဲ့နော်ကြာနာကျွေးမွေးပြီးတကလားဟေးအိတ်ရှင်မသွားเสียရှိသေးတယ်ဖရာထံသွားပြီးတော့တရားများနားထောင်အောင်မယ်
တရားမြတ်နာဦးမယ်ကောင်းပါပြီဒီလိုဆိုရင်သွားနိုင်ပါတယ်ခွင့်ပြုလိုက်တယ်မြင်ထားစီပြီးဒီကလာဘုရားเจ้าတော်တို့သွားတယ်ဘုရားเจ้าတော်တို့ရောက်တဲ့အချိန်ခါမှာမလုပ်တော့နဲ့ဘုရားတရားတော်ကိုနာကြတယ်နားထောင်တယ်တဲ့နော် မှန်ပါဗျာ တရားလဲနာတယ်တရားလဲနားထောင်တယ်တရားလဲနာတယ်တရားလဲနားထောင်တယ်အဲ့ဒီလိုပဲတရားနားထောင်ပြီးတဲ့အချိန်တရားနာပြီးတဲ့အချိန်တရားလဲပြီးဆုံးတဲ့အချိန်မြင်ထားပြင်ပြီးဒီကလာစီးပြီးတော့အိမ်တို့ပြန်တယ်အိမ်ပြန်တဲ့ခါကျတော့တိမ်ရောက်သံဝင်နဲ့ရောက်တဲ့ပြိုင်တဲ့ထဲအဲ့ဒီမှာဓမ္မဒိဏကအိမ်ပေါ်ကနေပြီးတော့တိုက်ပေါ်ကနေပြီးတော့လေသာပရိမောက်ကနေပြီးတော့ဆမ်းပြီးနှုတ်ဆက်လိုက်တယ်တဲ့နော် မှန်ပါဗျာ ကိုကြီးစွမ်းဒီလိုများအလုတ်လုပ်ပြီးတော့ပြန်လာတဲ့အချိန်အဲ့ချိန်မှာမနှုတ်ဆက်ဘူးလား ဆက်ပါဗျာ မဆက်ဘူးမိုက်လိုက်တယ်ဒါရကမနော်ဘယ်နဲ့နှုတ်မဆက်ဘူးလို့သူတို့တော့နှုတ်ဆက်တယ်တဲ့နော်အဲဒီတော့ဘုရားတရားဟောရာကနေပြီးတော့တရားနာထောင်ပြီးတရားနာပြီးပြန်လာတဲ့အချိန်ခြံဝင်းနဲ့ရောက်တဲ့ပြိုင်နဲ့ထဲဟိုကလေသာပရင်ပေါက်ကနေပြီးတော့လှမ်းပြီးနှုတ်ဆက်လိုက်တယ်တဲ့နော်နှုတ်ဆက်တဲ့ခါပဲလို့နှုတ်ဆက်တော့ကိုကြီးစွမ်းခမည်းကိုနှုတ်ဆက်တဲ့ခါအိမ်ရှင်မက ဒီတော့လုံးမဆက်ဘူးဗျာ နှုတ်ကိုမဆက်ဘူး ဟုတ် ဘယ်သူကမှမနှုတ်ဆက်ဘူးပေါ့ ဆက်ဘူး ဟာ ဘယ်စားမနှက်ဆက်ဘူးလား အဲ့ဒီလိုပဲနှုတ်ဆက်တယ်တဲ့ဘယ်လိုနှုတ်ဆက်တော့နဲ့မောင်ပြန်လာဗလားလို့နှုတ်ဆက်သလားတဲ့ဒီလိုမဟုတ်ဘူးနော် ဟုတ်ပါဗျာ ဘယ်လိုနှုတ်ဆက်တော့နဲ့တိုက်ပေါ်ကနေပြီးတော့လေသာပရင်းကပေါက်ကနေပြီးတော့လှမ်းပြီးတကလာကြည့်တယ်ပြီးတော့ပြုံးပြလိုက်တယ်တဲ့နော် မှန်ပါဗျာ အဲ့ဒီမှာတဖန်ဝိတခတထေးကြီးကပြန်ပြီးတော့ပြုံးလိုက်တယ်တဲ့တူပြန်လာပြီဟေးကျန်းကျန်းမာချမ်းသာနဲ့ရောက်လာပြီဆိုပြီးတော့ပြန်ပြီးတော့ပြောလိုက်တဲ့တဘာဝသူတို့ဘာသူတို့ပြန်ပြီးပြောနေကြတယ်တဲ့နော် မှန်ပါဗျာ ပြောရကနေပြီးတော့မကြခင်ပဲပြင်းသေးဘောကမြင်းရထားဘောကဆင်းပြီးတော့တိုက်အိမ်အတွင်းဝင်လာခဲ့တယ်အဲ့ဒီမှာဓမ္မဒိဏကလေကားဝကစောင့်ပြီးတော့ရာဘက်လက်ကလေးလှမ်းပေးလိုက်တယ်ဟိုကရာဘက်လက်ကလေးဆွဲပြီးဒီကလာခုံကြီးရှင်းပြီးတော့တိုက်ဘောသူတက်လာခဲ့ကြတယ်တိုက်ဘောရောက်တဲ့ခါကျတော့နဲ့ဦးသားဘာကိုပြောကြတယ်လို့တော့မသိဘူးဗျာပြောဆိုပြီးတော့တူတာပြောဆိုပြီးဒီကလာမကြခင်ပဲသမင်းပွဲရှေ့ရောက်ပြင်ဆင်ပြီးဒီကလာဓမ္မဒိဏကကျွေးမွေးတယ်ကျွေးမွေးရင်စကားပြောရင်ရွှေတောင်လေးကိုင်းပြီးတော့ရက်ခတ်ပေးတယ်တဲ့နော်ရက်ခတ်ပေးပြီးဒီကလာစားတော့ပြီးဒီကလာတခါတဲ့လက်တော့ဘွားနဲ့ရေကွက်နဲ့လက်ဆေးစရာနဲ့ပြင်ဆင်ပြီးတော့ပေးတယ်တဲ့ဒီလိုများမပေးဘူးလားအဲ့ရှင်မက ပေးပါဗျာ မပေးပါဘူးရိုက်လိုက်တာနော်ဟိုကလည်းပေးပါလို့မပြောဘူးလား ပြောပါ မပြောဘူးပြောရတယ်ဗျဟုတ်ဘူးလားအဲ့တော့တယောက်နဲ့တယောက်မကြည်တာလို့ပေါ့ဒီလိုလည်းဖောက်ပါဘူးအဲ့ဒါနဲ့တို့ဟူစားစကားပါပြောပြီးတော့ကိုနေရာကိုသွားပြီးတော့နေကြတယ်တဲ့ဒီလိုနေထိုင်ပြီးတကလားနဲ့လင်းတော့တဖန်ရင်းစင်းပြီးတော့ကျွေးမွေးတယ်တဲ့အဲ့လိုပဲရက်လေခတ်ပြီးတော့ရွှေတောင်လေးကိုင်းပြီးတော့အနာကကိုင်းပြီးတော့ရက်လေခတ်ပြီးစကားတပြောနဲ့သမင်းကျွေးတယ်တဲ့ကျွေးပြီးတဲ့အချိန်ရှင်မကြီးဖះเจ้าတော်သွားအောင်မယ်နင်ခွင့်ပြုရလားခွင့်ပြုပါတယ်ကောင်းပြီဖះเจ้าတော်သွားတော့မယ်ဆိုပြီးမြင်ထားပြင်းပြီးဒီကလာဘုရားเจ้าတော်တို့သွားတယ်တဲ့ဘုရားเจ้าတော်တို့ရောက်တဲ့အချိန်ဘ
ရာတရားတော်ကိုနားထောင်နေတရားနာတယ်တဲ့တရားနားထောင်ညာမှာဘာတွေဟောလိုက်တယ်လဲဆိုတော့ခါတိုင်းတော့တုတ်တန်တရားတွေဟောတယ်ဒီနေ့တော့ဘာတရားဟောလဲဆိုတော့ယုံနာနှစ်ပါးနဲ့ခန္ဓာ၅ပါးအဖြစ်ပြက်တရားတွေကိုဟောတယ်တဲ့အဲ့ဒီအဖြစ်ပြက်တရားတွေကိုဟောတော့တရားနာရင်တရားနားထောင်ရင်ခန္ဓာတိုင်းကလိုက်နဲ့တဲ့လာပြီးတကလာဝေဒနာတွေရှုမှတ်နေရကနေပြီးတော့မကြခင်မဲဝိတကတထေကြီးဘာဖြစ်သွားတော့နဲ့အနာဂံတီးသွားတယ်တဲ့ကာမရာဂကိလေသာကုန်သွားပြီကာမရာဂကိလေသာကုန်သွားတော့အိရှင်မနဲ့အတူမနေနိုင်တော့ဘူးနေစေကမူနှမလေးလိုညီမလေးလိုအာယုံပြုတ်ပြီးတော့နေနိုင်တယ်အိရှင်မကဲ့သို့လို့အတူတူကပေါင်းတင်ဆက်ဆံပြီးတော့မနေနိုင်တော့ဘူးနော်မနေနိုင်တော့အဲ့ဒီကဘုရားเจ้าတော်ကပြန်လာတဲ့အချိန်ဇံဝင်းနဲ့ရောက်တဲ့ပြိုင်နဲ့တည်းခါတိုင်းလိုပဲဓမ္မဒိဏကအားလို့တော့နဲ့လေသာပရိမောက်ကနေပြီးတော့လှမ်းပြီးနှုတ်ဆက်လိုက်တယ်တဲ့ပြုံးပြလိုက်တယ်ပြုံးပြပြီးတော့လဲဝိတခတထေကြီးကပြန်ပြီးတော့မပြုံးတော့ဘူးတဲ့နော်ဟုတ်ပါဗျာဘာကြောင့်မပြုံးပါလဲအနာဂံတီးသွားလို့အဲ့တော့မပြုံးတော့ဘူးမပြုံးတော့ဘာဖြစ်လို့ပါလိမ့်မနော်ဓမ္မဒိဏကအောင်းမိတယ်တဲ့သူဒီကတခုတော့ဖြစ်လာပြီဘေးကဂုံတိုက်လိုက်သလားစုံကဝေမြေဖို့ဘလူးများကတ်လာရောလားတခုတော့ဖြစ်လာပြီခါတိုင်းလို့မဟုတ်ဘူးဒါပေတော့လေကိုတရားတိုင်းကိုကြိုနေကြကြိုမပဲအဲ့ဒီမှာလေကောက်ကဆင်းပြီးတော့ကြိုတယ်တဲ့ကြိုပြီးတော့ညာဘက်လက်ကလေးလှမ်းပြီးတော့ပေးလိုက်တယ်မကင်တော့ဘူးတဲ့နော်ဘာကြောင့်မကင်ပါလိမ့်အနာဂံတီးသွားလို့အဲ့လိုပဲအနာဂံတီးအောင်လုပ်ပါအနာဂံတီးသွားလို့လက်ကိုမဆွဲတော့ဘူးပခုံးကြီးရှင်းပြီးတော့တက်သေးသလားတဲ့ဒီလိုလည်းမတက်တော့ဘူးအဲ့တော့ဝိတခတထေကြီးကရှေ့ကနေပြီးတော့တက်သွားတယ်ဓမ္မဒိဏကနောက်ကနေပြီးတော့လိုက်သွားတယ်ဟိုရောက်တဲ့ခါကျတော့မတုံမလှုပ်ဒီတိုင်းမဲ့ငုတ်တုံကြီးထိုင်းနေတယ်ထိုင်းနေတဲ့ခါကျတော့ဓမ္မဒိဏကမနေနိုင်မထိုင်နိုင်ဖြစ်လာပြီးတကလားဘာဖြစ်လာတော့တထေကြီးဝိတခတထေကြီးဘာဖြစ်လာတော့ဘာမှမဖြစ်ပါဘူးရှင်ဟာနှုတ်ဆက်တော်လဲပြန်ပြီးနှုတ်မဆက်ဘူးလက်ပေးတော်လဲလက်မဆွဲတော့ဘူးတိုက်ပေါ်တက်တော်လဲရှင်းပြီးမတက်တော့ဘူးကိုယ့်ဘာကိုတက်သွားတယ်ဒီပေါ်ရောက်တော့လဲစကားမပြောဘူးတုံလီဘောကြီးနေတယ်အဲ့တော့ဘာဖြစ်လာတာတော့ဘာမှမဖြစ်ပါဘူးမဟုတ်ပါဘူးတခုခုတော့ဖြစ်ရမယ်သူတစ်ပါးကဂုံးတိုက်လိုက်လို့လားတို့မဟုတ်စုံကဝေမြေဖို့ဘလူးများကတ်လာလို့လားတခုခုတော့အကြောင်းရှိရမယ်အေးဒီလိုမဟုတ်ပါဘူးဟာခါတိုင်းမှာတရားနားထောင်တယ်တရားနာတယ်ခါတိုင်းဟောတော့တုတ်တန်တရားကိုဟောတယ်အခုအချိန်ခါမှာခန္ဓာ၅ပါးယုံနာ2ပါးဒီတရားတွေဟောပြီးတကလားဖြစ်ပြမှုတရားတွေဝေဒနာတရားတွေသဘောတရားတွေကိုဟောတယ်အဲ့ဒါဟောတော့ကိုကနားထောင်ရင်ခန္ဓာမှာစိုက်ရှုရင်ဝေဒနာတွေတက်လာပြီးတကလားရှုရင်မကြခင်ပဲကာမရာဂကိလေသာပြတ်သွားတယ်အနာဂံတီးသွားတယ်အနာဂံတီးသွားတယ်အနာဂံတီးသွားလို့အခုလိုပဲကျမနဲ့စကားမပြောတာပေါ့အေးယနေ့ကစပြီးတကလားတင်ဒီကမောင်ကြီးတဖွဲငါ့ကိုအောက်မေ့ပါငါဒီကတင့်ကိုနှမကလေးတဖွဲအောက်မေ့ပြီးတကလားဒီတိုက်အိမ်မော
အတူတူကနေပါစို့နေကြပါစို့အဲ့လိုပြောလိုက်တော့မိမသားဆိုတော့ဥတူမျိုးကိုတခါတည်းပြုံးဆိုမေ့ပြီးတော့တက်သွားတယ်တဲ့နော်မေ့ပြီးတက်သွားတယ်သတိမရတော့သတိမရဘဲနဲ့မေ့နေတဲ့အချိန်ဝိတကတရေကြီးကထပြီးတော့မေးသေးသလားစမ်းသေးသလားကြိုက်သေးသလားတဲ့ဘယ်လိုမှမမေးဘူးတဲ့မစမ်းဘူးတဲ့မကြိုက်ဘူးတဲ့မတုံ့လှုပ်ဘူးတဲ့ဒီတိုင်းပဲကြည့်နေတယ်နော် ဟုတ်ပါပြီ အဲဒီတော့15မိနစ်လောက်ကြာလာတဲ့အခါမှာပြန်ပြီးတော့တတိယလာတယ်တဲ့တတိယလာတဲ့အချိန်ရှင်တို့ယောက်ျားတွေသာဖရာတရားတော်အားထုတ်ရမလားသို့မဟုတ်ယဟန်နေတာအားထုတ်ရမလားမိမသားတွေအားမထုတ်ရဘူးလားဒီလိုမဟုတ်ပါဘူးမိမသားတွေလည်းအားထုတ်ရပါတယ်ကောင်းပြီဒီလိုဆိုရင်ပိုက်ပြီဆုံးဖြတ်ချက်ချတော့မယ်ကျမတွေကတင်ငန်းဝတ်ပြီးတော့တရားအားထုတ်တော့မယ်ယဟန်ပေါင်းတို့တက်တော့မယ်ဟာဖြစ်နိုင်မှာမလားအဲဒီတော့ယဟန်ဆိုတာကတာမင်ညပုဂ္ဂိုလ်နဲ့ဖြစ်နိုင်တာမဟုတ်ဘူးဒီလိုပဲတထေးသမီးလည်းဖြစ်တယ်ဒီကတထေးကြော်လည်းဖြစ်တယ်အဲဒီတော့ယဟန်ဖြစ်သွားလို့ရှိရင်ခြေသုံးအိမ်နိုင်ပြုတ်ပြီးတော့ဆုံးခံစားရလိမ့်မယ်အဲဒီတော့အဲ့လိုပဲဆုံးခံစားနိုင်မှာမလားကျမတွေကမြင်မှုပါတယ်တာကူရောမင်းသမီးတို့30ကျော်လောက်ဒီပဲဟမ်းပြူတတ်တာမြင်မှုပါတယ်အဲ့တော့လူပေါင်းလူလောကကြရမယ်ဆိုရင်လဲပေရာမှကောင်းပါသေးတယ်အဲ့တော့ကျမတွေကထွက်တော့မယ်ဟမ်းခံတော့မယ်ဟမ်းပေါင်းတက်တော့မယ်ဖြစ်နိုင်မှာမလားဘေးကအဆောင်အဆောက်တွေနဲ့အမြဲတမ်းထိမ့်သိမ့်တွေနဲ့နေရတာယခုချိန်ကမှဒီလိုပဲထွက်သွားမယ်ဆိုရင်ဟမ်းပေါင်ရောက်သွားလို့ရှိရင်ခြေတလုံးအိမ်နိုင်ပြုတ်ပြီးတော့ဆုံးခံစားရလိမ့်မယ်ဒါတွေမကြောက်ပါဘူးအကြောင်းဖို့ပါဘူးသာကီဝင်မင်းသမီးတွေ30ကျော်လောက်ဒီလိုပဲထွက်သွားရတာပဲကျမလည်းမထွက်နိုင်မရှိပါဘူးထွက်နိုင်ပါတယ်ကောင်းပြီဒီလိုဆိုလို့ရှိရင်တော့ပိမတာရာမင်းကြီးတော့တိုင်မင်ဦးမယ်အဲ့ဒီမှာပိမတာရာမင်းကြီးတော့ပြီးတော့တိုင်မင်တယ်တဲ့တိုင်မင်တဲ့ခါကျတော့ဟာဟန်ကြလိုက်တာဒီလိုဆိုရင်တဲကောင်းပါလားဓမ္မဒိဏတဲဟုတ်ပါလားဂိုင်းဒီလိုဆိုရင်ဘုရားเจ้าတော်ပို့ပွဲဟာရွှေရောပေါ်တင်းပြီးတော့เจ้าတော်ကိုပို့ရမယ်အဲ့ဒီမှာရွှေရောပေါ်တင်းပြီးတကလားဓမ္မဒိဏကျောင်းတော်တို့ဘုရားကျောင်းတော်တို့ပို့တယ်ကြာကြာနာနာဝန်ခင်းပြီးတကလားပို့တယ်အဲဒီတော့ဝန်ခင်းပြီးပို့တာမကြိုက်ဘူးဘယ်လိုကြိုက်တယ်လဲတဲ့ကြီးစီရိုက်ပြီးတော့ကျောင်းတော်တို့ပို့တာကြိုက်ပါတယ်ဆိုပြီးတော့အဲ့ဒီမှာကြီးစီရိုက်ပြီးတော့မောင်းထုတ်ပြီးမကြခင်ပဲကျောင်းတော်တို့ပို့တယ်တဲ့ကျောင်းတော်တို့ရောက်တဲ့အချိန်ကမှအဲ့ဒါဘုရားကပြီးတယ်တပြိုင်တည်းရှင်ဘုရားတပည့်တော်ဒီကတန်ဝေကတရားတွေတက်လာပြီးတကလားအခုလိုပဲယဟန်ပေါင်တို့တက်ချင်တဲ့စိတ်တွေဖြစ်လာလို့ပြီးတော့ခွင့်ပြုတော်မူပါဘုရားလို့စောက်ထားတယ်အဲ့ဒါမှပရိက္ခယာရှိပါနဲ့တကွရှေ့ချပြီးတော့လျှောက်ထားတဲ့အချိန်တရဏဂုံ3ပါးနဲ့ယဟန်အဖြစ်တို့ရသွားတယ်တဲ့ယဟန်ဖြစ်တို့ရသွားတဲ့အချိန်အဲ့ဒီမှာငါဘာလို့ထွက်လာခဲ့တော့ကိစ္စပြီးတဲ့ယဟန်တာဖြစ်ခြင်းလို့ထွက်လာခဲ့တာအာထုတ်ခြင်းလို့ထွက်လာခဲ့တာအဲ့တော့ဒီလိုပဲတူလေးပါအမြဲမပြတ်လာပြီးတကလားကတော့ကြီးညိုးနေလို့ရှိရင်ဟာတရားအမထုတ်နိုင်ဘူးအချိန်လေးဖြုံးနေတယ်အဲ့တော့တရားအထုတ်မှာပဲလူရသွားအထုတ်မှာပဲဒီနေရာရင်အထုတ်လို့မဖြစ်ဘူးကျောင်းစင်ကျောင်းတက်လူတွေကလည်းများတယ်ပရိသတ်တွေကလည်းများတယ်
တထေသမီးလေးဟန်ခံသွားတယ်ဟန်ပေါင်ရောက်သွားတယ်ဆိုတော့လာပြီးတော့ရှောက်ထားကြတဲ့ပုဂ္ဂိုလ်တွေလူတန်းကြတဲ့ပုဂ္ဂိုလ်တွေများတယ်အဲဒီတော့အာထုတ်ချိန်ကိုကောင်းကောင်းမရဘူးတဲ့တို့တရားဓမ္မတွေလည်းအာထုတ်ချိန်မရဘူးခင်ဗျအလုပ်တွေလုပ်နေရလို့ဇီးရောင်ဇီးဝယ်ပြုတ်လို့နေရလို့ချမ်းအတွက်လုပ်နေရလို့ဟုတ်လားအမျိုးမျိုးပေါ့ဟုတ်လားအဲ့ဒီအလုပ်တွေလုပ်နေရတဲ့အတွက်ကြောင့်ဟောမအားဘူးတဲ့အာထုတ်ဖို့ဝေးရောနော်အဲ့တော့မအားဘူးနဲ့မနေနဲ့မအားဘူးနဲ့နေသွားလို့ရှိရင်တစ်ချိန်ကြတော့သေမင်းလာခေါ်လိမ့်မယ်သေမင်းလာခေါ်တဲ့ခါကျတော့အေးငါအလုပ်သူရှိသေးတယ်ဈေးရောက်အောင်မှာဟင်ချမ်းမှာဘာလုပ်အောင်မှာညာလုပ်အောင်မှာနဲ့ရှောက်ပြီးတော့ပြောပါလားတဲ့ဝန်ခံပြီးတော့မလိုက်နိုင်ဘူးခေးလို့ပြောလိုက်ပါလားရမလားမရဘူးဟင်အချိန်ကြတော့သွားရမှာပဲနော်အဲ့လိုပဲမလိုက်နိုင်ဘူးခေးလို့ပြောလို့မရဘူးတဲ့ဒီမင်းခေါ်တော့အချိန်ကြရင်သွားရမယ်တဲ့နော်အဲ့ဒီအတွက်ကြောင့်သူဟာကျောင်းစင်းကျောင်းတက်လူတွေကလည်းများနေတယ်လာပြီးတော့လှူတန်းကြတဲ့ပုဂ္ဂိုလ်တွေလည်းများနေတယ်လာပြီးတော့ရှောက်ထားကြတဲ့ပုဂ္ဂိုလ်တွေလည်းများနေတယ်အဲ့ဒီတော့ငါဟာဒီမှာနေလို့မဖြစ်ဘူးတော့ရဆောက်တည်တဲ့သဘောမျိုးတော့သူသွားပြီးတော့အထုံးမှာပဲယူဇနာ50ဝေးတဲ့ခကြီးဒီယူဇနာဘယ်လောက်ရှိတော့6တိုင်4တာ12မိုင်ပေါ့6တိုင်4တာရှိတယ်6တိုင်4တာပေါင်း50ဘယ်လောက်ရှိတော့ဟမ်6ထောင်6ထောင်နဲ့400ကျော်ရှိတယ်နော်အဲ့လောက်ဝေးတဲ့ခကြီးကြိုင်မောင်းဒါလောက်ဝေးတဲ့ခကြီးနေချင်းမဟုတ်သွားတယ်နော်ခမရတို့နေတဲ့အရက်နဲ့ဒီအရက်နဲ့ဘယ်လောက်ဝေးလို့တမိုင်ကျော်ရှိတမိုင်ကျော်2မိုင်ကျော်3တိုင်4တိုင်ဘယ်လောက်ရှိတော့ပေါ့ဟုတ်လားသူ့လောက်လဲဝေးတယ်မဝေးတာမဟုတ်ပါဘူးဝေးပါဟုတ်ဘူးလားဟိုကတိုင်မောင်း6000ကျော်ဝေးတဲ့ခကြီးနေချင်းမဟုတ်သွားတယ်နော်ဟောဒီနဲ့ဒီလေးဟာ2တိုင်3တိုင်လောက်ဝေးတာကိုမလာနိုင်ကြဘူးတဲ့ဒါချင်းတူပုံရတယ်နော်ဒါချင်းတူတယ်ဟုတ်လားအဲ့ဒီမှာတိုင်မောင်း6000ကျော်ဝေးတဲ့ခကြီးနေချင်းမောက်သွားပြီးတကလားအာထုတ်တယ်တဲ့ပထမအာထုတ်တယ်ဘာနဲ့အာထုတ်တော့နဲ့ခုလိုပဲထိမှုတိမှုခုနှစ်ခုတတိကြပြုတ်ဆိုတဲ့အတိုင်းအဲ့ဒါထိတဲ့သဘောမှာအာယုံလေးကပြီးတော့ထိတိုင်းတိပြီးတော့ရှုတယ်တဲ့ဒါထိတိုင်းတိပြီးတော့ရှုတော့ကာယကိုရှုတော့ကြောင့်ငါဒီဝါဒီဟူတော့ကာယတကားကိုရှုတော့ကြောင့်ကာယ ानु ပဒနာတတိပဋ္ဌာန်ဝင်လေထွက်လေလေးဒီဝင်လိုက်ထွက်လိုက်နဲ့ခံစားနေရတော့ကြောင့်ဝေဒနာ ानु ပဒနာတတိပဋ္ဌာန်စိတ်ကလေးဒီနာဒီဝါဒီဟူတော့ရုပ်ပေါ်မှာဒီနေအောင်ပြုလုပ်နေရတော့ကြောင့်စိတ် ानु ပဒနာတတိပဋ္ဌာန်ဝေဒနာဒီနားလဲပါကိုကမခိုင်းဘူးတို့မဟုတ်ထွက်လေဝင်လေဒီမထွက်ပါနဲ့ဆိုတော့ရရလားမရပါဘူးမဝေမနဲ့ဆိုတော့မရပါဘူးသူသဘောတိုင်းသူဖြစ်တော့ကြောင့်ဓမ္မ ानु ပဒနာတတိပဋ္ဌာန်ဟောအားလည်းတတိပဋ္ဌာန်တရား၄ပါးနဲ့ပြည့်စုံပါတယ်တဲ့အရှုကိုရခန္ဓာကိုယ်ဆိုင်ဝေဒနာလိုက်ရှုအရှုကိုရဆိုတော့အရှုကိုယုံသိမ့်လိုက်တယ်ပြင်းပြင်းထန်ထန်ရှုနေတာကိုအဲ့ဒီအတိလေးကိုယုံသိမ့်လိုက်တယ်ဘယ်မှာသွားထားတော့ခန္ဓာကိုယ်ခန္ဓာမှာစိုက်လိုက်တယ်ခန္ဓာမှာစိုက်လိုက်တော့ကာယကိုရှုတယ်ကာယရှုတော့ကြောင့်ကာယ ानु ပဒနာတတိပဋ္ဌာန်ဒီမှာတမနာကျင်ကြိုက်ခဲတဲ့ဝေဒနာတွေတွေ့လာတယ်ဝေဒနာရှုတော့ကြောင့်ဝေဒနာ ानु ပဒနာတတိပဋ္ဌာန်စိတ်ကလေးဒီဖြစ်ပြမှုတွေတော့စိတ်တန်းဖမ်းပြီးတော့ထပ်ပြီးရှုနေရတော့ကြောင့်စိတ် ानु ပဒနာတတိပဋ္ဌာန်ဝေဒနာဒီနားလဲပါကိုကခိုင်းနလား
ခိုင်းပါဗျာ မနာပါနဲ့ဆိုတော့ရရဲ့လား မရပါဘူး သူသဘောတိုက်သူဖြစ်သောကြောင့်ဓမ္မနုပဒနာတတိပဋ္ဌာန်တတိပဋ္ဌာန်တရား၄ပါးနဲ့ပြည့်စုံတဲ့တရားဆက်လက်ပြီးတော့ကြိုးစားအားထုတ်တယ်တဲ့ပထမစီပိုင်းကဆက်လက်ပြီးကြိုးစားအားထုတ်နေတဲ့အချိန်မကြခင်ပဲဒိဋ္ဌိနဲ့ဝိသိကိစ္စကွာသွားပြီတဲ့ဘာကိုရှုလို့တော့နဲ့ဝေဒနာရှုလို့တဲ့ပထမအဆင့်မှာဝေဒနာရှုတာမကြခင်ပဲဝေဒနာအစဝေဒနာအဆုံးဝေဒနာဆုံးသွားတဲ့အချိန်နိဗ္ဗာန်မျက်မှောက်ပြုသွားတယ်အဲ့ဒါပထမဒိဋ္ဌိနဲ့ဝိသိကိစ္စပြုတ်ပြီးတော့သောတာပန်အဖြစ်သို့ဆက်ရောက်သွားတယ်တဲ့ဒီမှာတပန်းဆက်လက်ပြီးတော့ဒီလိုပဲဆက်လက်ပြီးရှုတယ်အာထုတ်တယ်အာထုတ်တော့ဘာတွေတွေ့တော့နဲ့တက်ပြန်အပြင်အရိပ်နဲ့မိတ်အယောင်အရိပ်တွေမလိုက်ဘူးတဲ့ခန္ဓာထဲကဖြစ်ပေါ်တဲ့ဝေဒနာဒုက္ခတာရှုတယ်တဲ့နော်ဝေဒနာဒုက္ခရှုတော့ဒုက္ခသစ္စာမြင်တယ်ဒီဒုက္ခသစ္စာဘာကြောင့်ဖြစ်တော့သမုဒယကြောင့်နော်ဘယ်သမုဒယလဲခန္ဓာသမုဒယခန္ဓာချစ်နေလို့အဲ့တော့ပယ်မယ်ဒီခန္ဓာပြီးသွားပြီစီဆိုပြီးတော့ဟောဆက်လက်ပြီးတော့ကြိုးစားပြီးရှုတယ်တဲ့ရှုတဲ့အချိန်ဝေဒနာပဲတွေ့တယ်ဝေဒနာဒုက္ခသစ္စာတွေ့တယ်သမုဒယပယ်လိုက်တယ်ပယ်လိုက်တဲ့ပြင်နဲ့အေးတယ်ငြိမ့်တယ်ချုပ်တယ်ပြတ်တယ်ဒီရောဓဆိုင်တယ်ဒီရောဓသစ္စာပွားများဆိုတာဘာလို့မေဃသစ္စာဩသစ္စာလေးပါမြင်သွားပြီတကလားဝေဒနာခြုံငိမ့်ရနိဗ္ဗာန်တို့မျက်မှောက်ပြုသွားတယ်တဲ့အဲ့တော့သောတာပန်တရားကံအခန်းတို့ဆက်ရောက်သွားတယ်တရားကံအခန်းတို့ဆက်ရောက်သွားပြီတကလားဆက်လက်ပြီးတော့မကြခင်မဲအာထုတ်တယ်တဲ့အာထုတ်တော့ရမှာရပါမလားတရားကလည်းကြမ်းလိုက်တာအတွေ့ကလည်းအလွန်ပြင်းထန်ပါလားတဲဆင်းရဲပါလားလူပေါင်းလူလောကတုန်းကဒါတော့မဆင်းရဲဘူးခုတရားအထုတ်မှဆင်းရဲလိုက်တာဒါပြီးတော့တရားရဖို့အရေးကြီးတယ်ပြင်းရင်သိဖြစ်စီငါကိုဘင်းကတတိပဋ္ဌာန်နောက်ပိုင်းကြတော့သမပဋ္ဌာန်ဖြစ်အောင်ကြိုးစားပြီးအားထုတ်တယ်တဲ့တတိပဋ္ဌာန်ကတော့ခုနကပြောခဲ့တဲ့တတိပဋ္ဌာန်တရား၄ပါးသမပဋ္ဌာန်ကတော့အယိုးကျွင်းစီအသားကျွေကုံမိတ်စီအသားကျွေအသက်ကုံမမညာရသမပဋ္ဌာန်လေးအဲ့တော့သမပဋ္ဌာန်၄ပါးနဲ့အညီဆက်လက်ပြီးတော့အားထုတ်လိုက်တာမကြခင်မဲ့အနာဂံတို့ဆက်ရောက်သွားတယ်တဲ့နော်အနာဂံတို့ဆက်ရောက်သွားတဲ့ခါကျတော့ကာမရာဂကိလေသာကုန်သွားပြီကာမရာဂကိလေသာကုန်သွားတော့ဒီနေရာတွင်ရက်နေလို့တော့မဖြစ်ဘူးငါ့အိတ်ရှင်ဖြစ်တော့အနာဂံတီးသွားတဲ့ဝိတခတထေကြီးဒီနေရာတွင်ရက်နေတာပဲငါရက်နေလို့တော့မဖြစ်ဘူးကြည့်သွားမှာပဲဆက်လက်ပြီးတော့ကြိုးစားအားထုတ်မယ်ဆိုပြီးတော့အဲ့တဲ့အယိုးကျွင်းစီအသားကျွေကိုမိတ်စီအသားကျွေအသက်ကိုမှမညာရသမပဋ္ဌာန်လေးသမပဋ္ဌာန်၄ပါးနဲ့အညီဆက်လက်ပြီးတော့ကြိုးစားအားထုတ်လိုက်တာမကြခင်မဲရတ္တမေရတ္တဘူပေါက်ပြီးတော့ကိစ္စပြီးတဲ့ယဟန္တာမကြီးဖြစ်သွားတယ်တဲ့နော်အဲ့လိုပဲယဟန္တာမဖြစ်ကြရအောင်ကြိုးစားပြီးတော့အားထုတ်ကြရမယ်တိုက်တွန်းပါတယ်နော်တိုက်တွန်းတဲ့အတိုင်းကြိုးစားပြီးတော့အားထုတ်ကြပါလို့ကြိုးစော်ပါတယ်နော်ဒီမှာတပန်းအနာဂံယဟန္တာအထိဖြစ်သွားတဲ့အချိန်သူ့စိတ်ထဲမှာလဲသာသနာဤအကျိုးဆောင်ရင်တဲ့တဘာဝသာသနာပြုပေးခြင်းတဲ့တဘာဝဖရာကိုလည်းအကူအညီပေးခြင်းတဲ့သဘောကြောင့်ငါဟာဖရာเจ้าတော်တို့ပြန်အောင်မှာပဲဖရာအကူအညီပေးတဲ့သဘောမျိုးသာသနာပြုပေးအောင်မှာပဲအဲ့ဒီမှာဖရာเจ้าတော်တို့ပြန်နေတဲ့နော်အဲ့တော့အတော်တုန်းကမှခကြီးဟာထောက်သေးတယ်အပြန်ကြတော့ဒါတော့ဝေးတဲ့ခကြီးမနေ့ပိုင်းပြန်လာတယ်မနေ့ပိုင်းကိုရောက်တယ်နော်ဒီထိအောင်ပဲမြန်နေတဲ့နော်ဘာကြောင့်မြန်မလဲကိစ္စပြီးတဲ့ဟန္တာဖြစ်နေလို့နော်အဲ့ဒီမှာဘုရားเจ้าတော်ရောက်တဲ့ခါကျတော့ဘုရားကိုကတော့ပြုတ်ပြီးတဲ့ခါကျတော့ဟေးဓမ္မဒိဏတင်းဒီကကိစ္စပြီးခဲ့ပြီမဟုတ်လားမှန်ပါဗျာဟေးဒါမင်းအမျိုးသမီးတွေကိုသာသနာပြုပေးပါဦးကောင်းပါပြီဗျာတပည့်တော်သာသနာပြုကျင်လို့ပဲအခုလိုပဲလာခဲ့ပါတယ်ဗျာ
ကောင်းပြီကိုเจ้าနည်းနဲ့ကိုတရင်သုံးပြီးတကလားသာသနာပြုလိုက်ပါအမိတ်ရှိလိုက်တယ်အဲ့ဒီမှာကိုเจ้าနည်းနဲ့ကိုရွာပြီးတော့တရင်သုံးပြီးတော့နေတဲ့အချိန်င်းကအကျဉ်းလေးမရဖြစ်ခဲ့သည့်အတွက်ကြောင့်သူ့ကိုအယိုသေးမေးဘူးယခုချိန်ခါမှာယဟန်ဖြစ်နေတော့ဝိတာကတထေးကြီးကအယိုသေးပေးရတယ် မှန်ပါ ကတော့ရတယ် မှန်ပါ အဲ့လိုပဲကတော့ပြီးတကလားလျှောက်ထားတယ်ရှင်ဓမ္မဒိဏတရားမြန်ရပါလားအေးတရားမရဘူးရတယ်ဆိုတာဟာသင်အိန္ဒြေသိက္ခာကိုကြည်ပါခါတိုင်းနဲ့တော့မတူဘူးသူဟာနေပုံထိုင်ပုံအလွန်ညီဝပြပြပါလေကောင်းပါပြီတဲ့အိန္ဒြေရပါပြီတဲ့အဲ့တော့သူဟာစင်အားဖြင့်တော့ရလောက်တယ်ဒါပေတော့လေလျှောက်ထားကြည့်အောင်ပါပဲရှင်ဓမ္မဒိဏဘယ်လိုများရှုတော့ဘယ်လိုများတွေ့တော့အေးငါရှုတာကတော့တတိပဋ္ဌာန်ပထမအားထုတ်တယ်နောက်ပိုင်းသမပဋ္ဌာန်ဖြစ်အောင်ကြိုးစားတယ်ဘာကိုရှုတယ်လဲဆိုရင်ဝေဒနာကိုရှုတယ်ဝေဒနာအစဝေဒနာအဆုံးအဲ့ဒီကြည့်အောင်ရှုပါတယ်ဒီလိုဆိုရင်တော့ဒါစခန်းတော့ပြီးသွားပြီသူဒီကဘာဖြစ်တယ်လဲတောတာပန်စခန်းတော့စိုက်သွားပြီတရားကန်စခန်းမဆိုင်လားသိရအောင်ထပ်ပြီးတော့မေးဦးမှာပဲရှေ့ဆက်လက်ပြီးတော့ဘယ်လိုရှုပါတော့ရှေ့ဆက်လက်ပြီးတော့အယုံကျွင်းစေသားကျွေကုန်မေးစေသားတွေတဲ့ကုံမမညာရသမပဋ္ဌာန်၄ပါးနဲ့အညီဒီဝေဒနာပဲရှုပါတယ်ဝေဒနာရှုတဲ့အခါကျတော့ဝေဒနာအစဝေဒနာပြင်းထန်စွာခံရပြီးတကလားဝေဒနာအဆုံးထိအောင်လိုက်ပါတယ်ဝေဒနာဆုံးတဲ့တပြိုင်နက်တည်းတရားကံအဖြစ်တို့ဆက်ရောက်သွားပါတယ်ဒါဖြင့်စိတ်ချရပြီတရားကံရှေ့အခန်းမှာဆက်ပြီးမေးဦးမှာပဲတရားကံအခန်းတော့ဖြေရှားပါပြီရှေ့ဆက်လက်ပြီးတော့ဘယ်လိုအားထုတ်ပါတော့ထုပြီးတော့မေးစရာကတော့တိတ်မလိုပါဘူးဒီတိုင်းပဲအားထုတ်ပါတယ်ဆက်လက်ပြီးတော့သိရင်သိပြီစီသက်စွန်ကြိုးပမ်းအားထုတ်ပါတယ်ဝေဒနာအစဝေဒနာအဆုံးအဲ့ဒီထိအောင်လိုက်ပြီးတော့ရှုပါတယ်ဥစိတ်ထဲမှာကာမရာဂကိလေသာကျင်းသွားပြီလို့စိတ်ထဲမှာအောက်မေ့ပါတယ်ဒါလို့ဆိုရင်အနာခံတီးသွားပြီတထေးကြီးကသိတယ်တဲ့ဒါပြီလို့လည်းရှိဆက်လက်ပြီးတော့သူဟာကိစ္စပြီးသလားမပြီးဘူးလားပြီးအောင်မေးဦးမှာပဲလို့အဲ့ဒီမှာဆက်လက်ပြီးတော့မေးတယ်ဆက်လက်မေးတဲ့အချိန်ခါကျတော့တင်းဒီကအနာဂနာတီးတယ်ကိစ္စပြီးတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးသင်မေးစရာလည်းတဲမလို့တော့ဘူးသင်သိရင်လို့ရှိရင်ကန္နာကုရီတိုက်တွဲမှာဖယားကိန်းဝင်နေတယ်အဲ့ဒီတွားပြီးတော့လျှောက်ထားပါအဲ့ဒီမှာမြင်းလဲစီးပြီးမြင်းရထစီးပြီးဒီကလာဖယားเจ้าတော်တွင်ကန္နာကုရီတိုက်တွင်းလို့တွားတယ်တဲ့ကန္နာကုရီတိုက်တွင်းလို့ရောက်တဲ့ခါကျတော့ဖယားကိုလျှောက်ထားမလို့အဲ့ဒီမှာနေတဲ့အချိန်ဖယားကနေပြီးဒီကလာဒီဓမ္မဒိဏနဲ့တွေ့ခဲ့တယ်မဟုတ်လားမှန်ပါဖယားတွေ့ခဲ့ပါတယ်ဓမ္မဒိဏဘာတရားတွေဟောလိုက်တော့ငါဟောမယ်တရားကလည်းဓမ္မဒိဏဟောတဲ့အတိုင်းပဲသင်နားထောင်ရမှာပဲအဲ့တော့ဓမ္မဒိဏဟောတဲ့အတိုင်းတရားဆိုတာသူရတဲ့အတိုင်းဟောတာပဲဒါအမှန်ပဲသင်ရှေ့ဆက်လက်ပြီးတော့လျှောက်ထားနေဖို့တဲမလို့တော့ပါဘူးအဲ့လိုပဲအမိတ်ရှိလိုက်တယ်တဲ့နော်အမိတ်ရှိပြီးဒီကလာဓမ္မဒိဏကအမျိုးသမီးလေးတွေခေါ်ပြီးဒီကလာတရားဟောတယ်တဲ့နော်တရားဟောဓမ္မခရိကပြုလုပ်ပြီးဒီကလာတရားပြတယ်တဲ့အဲ့တော့တရားပြတဲ့အချိန်တရားတွေရတဲ့ပုဂ္ဂိုလ်တွေကသောတာပန်တရားကံထိအောင်ရကြတယ်တဲ့နော်အဲ့လိုပဲတို့
ယောဂီတွေနှင့်တကွတရားရကြရအောင်မပြတ်မလတ်ဆက်လက်ပြီးတော့ကြိုးစားအားထုတ်နိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်ပြီးလူတိုင်းရသောဒါနကုသိုလ်ဆောက်နေရသောသီလကုသိုလ်ပွားများဆိုသောဘာဝနာကုသိုလ်အနိစ္စဒုက္ခအနတ္တဆိုတဲ့လက္ခဏာရေးတို့မှာဒုက္ခသစ္စာသမုဒယသစ္စာនិရောဓသစ္စာမေဃသစ္စာတွေပါပိုင်ကြထင်ရင်သိမြောင်ရှုကြည့်နိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်ကြပါစေကုန်သတည်း သာဓုသာဓုသာဓုပါဗျာ ပစ္စည်းပြည့်စုံပါပြီလို့ရှိရကြနိုင်ပါပြီ